1385 ခုနှစ်တပေါင်းလာဇန်73ရက်2024ခုနှစ်မတ်လ22ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွယ်ကေတုမရီလန်အောင်ပြည်အေးချမ်းကေတုမရီပရိယတ္တိစာသင်တိုင်အတွင်း၌ဒေါက်တာဦးကျော်ဦးဗမောက္ခဒေါက်တာဒေါခင်မြဝင်းမိသားစုဦးကျင်သိန်းဒေါ်မြင့်မြင့်ခိုင်နေစာအထုကုစေခံသာသမီမြေတစုတဲ့ခုနကတော့အခမ်းအနားမှုကတော့ကြီးညာဟောတာနောက်တူပါသေးတယ်ဘယ်သူမှတော့မသိဘူးပေါ့ဟုတ်လားနော်ကျပ်သိန်း50စီကျပ်သိန်း900စီစုစုပေါင်းကျပ်သိန်း1000မတည်လှူဒန်းပြီးတော့အများပေါင်းစုမြတ်ကောင်းမှုနဲ့အသစ်တီဆောက်ပြီးစီအောင်မြင်တဲ့တိတိတတ္တမတုခံအောင်ပြည့်စံသုံးဓာတ်တိမ်ကျောင်းဆောင်တော်ကြီးဝိဟာရဒါနကျောင်းတို့ပူဇော်ပွဲအကျိုးနေ့အခမ်းအနား၌ဓမ္မသဘင်ကိုအခုည7 နာရီတိတိချိန်မှာစတင်ဖွင့်လှစ်ပါပြီเนาะအဲဒီတော့တရားပွဲမစတင်ခင်အားလုံးသောတန်ဃာတော်များနဲ့တကွာပရိသတ်ပေါင်းသူတော်ကောင်းများသီလရှင်ဆရာကြီးဆရာလေးများပါဘုန်းကြီးကခွင့်ပြုပါတယ်ဟုတ်လားเนาะမိမိတို့ဣရိယာပုဂ္ဂိုလ်ချမ်းသာလို့ထိုင်လို့ရပါတယ်ဗျာဟုတ်လားเนาะဘုန်းကြီးပြောတဲ့တရားစကားလေးနားရဲဝင်ရင်လုံလောက်ပါပြီဟုတ်တယ်မလားเนาะထိုင်ကြပါချမ်းသာလို့ထိုင်ပါအဲ့တော့တရားကောင်းစဉ်လေးကိုတော့ပေးဦးမှဖြစ်မလေဟုတ်တယ်မလားနော်ဟိုတုတ်တန်ဒီတုတ်တန်ကြီးတွေအရှိကြီးတွေပေးနေရင်မှတ်မိမှလည်းမဟုတ်ဘူးဒီကနေထွက်သွားလို့ခလုတ်မတက်လိုက်နဲ့တက်လိုက်ရင်မေ့ကုန်မှာဘုန်းကြီးဘာတရားဟောတော့ဆိုပြောလို့ရမှာမဟုတ်တော့အဲ့တော့တရားကောင်းစဉ်လေးကတော့စကလုံးလေးတစ်လုံးနဲ့ပဲနာမည်ပေးရမှာစကလုံးလေးတစ်လုံးနဲ့ပဲသိနဲ့ဗျာသိဟုတ်တယ်မလားဗမာစကားမဟုတ်ဘူးဗမာစကားမဟုတ်ဘူးမူရင်းကပါဠိစကားတဲ့တီမာတဲ့နော်အဲ့ဒါလေးကိုပဲဗမာတွေကပါဠိစကားလုံးတွေကိုနောက်ကနေအမြဲတမ်းနောက်ဆုံးလေးကိုအသက်လေးတင်နေပြီးတော့အဲ့လိုရွတ်လို့ရှိတယ်ကထိနာတဲ့မူရင်းစကားလုံးလေးကနန်းငယ်လေးပေါ်အသက်လေးတင်လိုက်တော့ဘယ်လိုဖြစ်သွားလဲကထိန်နဲ့အမလေးအဲ့ဒါမျိုးတွေဥပိ္ပဇာယတဲ့မူရင်းစကားလုံးတန်ဃာတော်ရှင်မြတ်တွေယဟန်ခံမှုတဲ့တကားကြီးတွေသိတယ်ပထမဥပိ္ပဇံခါပိတဘောဆိုတာဥပိ္ပဇေအဲ့ဒါလေးကိုဥပိ္ပဇာရတဲ့မူရင်းစကားလုံးတွေကယာလေးပေါ်အတက်လေးတင်နေပြီးတော့ဗါလဲဥပိ္ပဇေခေါ်လေးရှိကြတယ်လေဥပိ္ပဇေဆိုသိနေကြပြီဒါဟုတ်တယ်မလားနော်အနီးကပ်ပြီးတော့စောင့်ရှောက်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ထွက်တယ်ဗမာလူကတော့ဆရာနဲ့ပြန်လိုက်ကြတာပဲအဓိပ္ပာယ်ကတော့အတူတူပါပဲအခုလဲဒီမှာလဲပါဠိစကားလုံးလေးကတီမာတဲ့အဲ့ဒါလေးကိုသိမ်လို့ဘာသာပြန်လိုက်တယ်ဗမာတွေကအလွယ်တကူနဲ့သိမ်ဆိုရင်ဗမာလိုပြောရင်တော့ဟောဒီလိုအဝန်းအဝိုင်းလေးကိုပြောတာပေ20ပတ်လဲပေ30ပတ်လဲရှိတယ်ပေ40ပတ်လဲရှိတယ်ပေ50ပတ်လဲရှိတယ်ဆောက်ထားတဲ့အဆောက်အဦလေးအဲ့ဒီမှာကြောက်တိုင်လေးတွေရှိတယ်အမှတ်သားလုပ်တာအဲ့ဒီရဲ့အတွင်းလေးကိုသိမ်လို့ခေါ်တာသူကနေမြေကွက်ကွက်လေးကိုခေါ်တာအဲ့ဒါသိမ်မဲတဲ့ဒီသိရဲ့အာနိသင်ကသူကနဲတာမဟုတ်ဘူးရှေးခေတ်တုန်းကများဆိုရင်ဗုဒ္ဓလက်ထက်တုန်းကဆိုအဲ့ဒီသိဟာသိနဲ့ကိုဝင်သွားရင်လူဆိုးတခိုးတွေဝင်သွားပြီဆိုရင်နိုင်ငံတော်အစိုးရကဝင်ပြီးတော့ဖမ်းလို့မရတော့ဘူး။ဘာဖြစ်လို့လဲသူပိုင်တဲ့မြေမဟုတ်တော့ဘူး။နိုင်ငံတော်အစိုးရပိုင်တဲ့မြေမဟုတ်ဘူး။ဒါကြောင့်မို့လို့သိနေပါလေနိုင်ငံတော်အစိုးရစီကိုရှောက်ပြီးဆိုခင်းရင်တယ်ဆိုတော့အဲ့ဒီဒိဗယ်နဲ့သူတို့လက်လွတ်လိုက်ရတာကိုအဲ့ဒီမြေကအခုဒီသိသမုတ်ထားတယ်ဆိုရင်အောက်ကမြေကိုကြော်ရက်ပြီးတော့သူကမြေကိုခံထားတဲ့ရေတိုင်အောင်အဲ့ဒီအာနာစက်တွေကတက်ရောက်တယ်အဲ့တော့သူတို့တွေမပိုင်တော့နိုင်ငံကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကဒီသိန်းကိုအလွယ်တကူနဲ့ပေးလို့မရှိတော့ဘူးနမူနာရှင်းအောင်ပြောမလေရန်ကုန်မှာရှိလိမ့်မယ်တရုတ်တန်ရုံနဲ့ဂျပန်တန်ရုံနဲ့တာမန်ပုဂ္ဂိုလ်တွေအဲ့ထက်ဝင်သွားကြည့်ပါလားဖမ်းမလိုက်ပါသူကဘာလို့လဲဒါသူတို့နိုင်ငံတရုတ်နိုင်ငံအဝန်းဝိုင်းလေးကတရုတ်နိုင်ငံကြီးကိုဟိုးအဝေးရရှိတဲ့တရုတ်နိုင်ငံကိုကိုစားပြုထားတာသူ့နိုင်ငံကြီးကိုသွားမယ်တရုတ်နိုင်ငံသွားမယ်ဂျပန်နိုင်ငံသွားမယ်ဆိုလက်မှတ်တွေရှိတယ်လေလိုအပ်တာတွေဒီနိုင်ငံကထွက်ခွာခွင့်နဲ့ passport တဲ့ဟိုနိုင်ငံကိုဝင်ခွင့်နဲ့ visa တဲ့အဲ့ဒီဒစိမ့်တွေတတ်မှတ်တာတွေထွက်ခွာခွင့်တွေဝင်ခွင့်တွေပါမှဝင်ခွင့်ပေးတယ်လို့ပဲဒီအဆောက်အဦတွေလည်းသွားပြီးတော့ဝင်လိုက်ရင်ဒါသူတို့နိုင်ငံကိုကိုစားပြုထားတာဂျပန်တန်ယုံတွေကိုသွားမဝင်လိုက်နဲ့ဒီဝင်လိုက်ရင်ဖမ်းမှာပဲသူတို့နိုင်ငံတွေကိုအထောက်ထားမဲ့ဝင်လာတာပဲဒါကသူတို့တွေကဒီနိုင်ငံကိုလာပြီးတော့တန်ယုံဖွင့်ထားလို့သူတို့နိုင်ငံမှာရှိတဲ့ဗမာတန်ယုံတွေကိုလည်းမဆိုင်တဲ့လူတွေသွားမဝင်နဲ့ဆိုတာတော့တန်ယုံဆိုတာသူတို့နိုင်ငံလေးကိုကွက်လေးကိုသူကဘာတော့ကိုစားပြုထားတာ哦မန္တလေးမှာလေအရေးခင်းဖြစ်ကြတယ်မ
မင်းတို့မင်းတီဝေါမင်းလက်ထက်မှာပေါ့အရေးခင်းဖြစ်ကြတော့မင်းတို့မင်းကြီးလက်ထက်ပါပဲเนาะအရေးခင်းဖြစ်ကြတော့ညောင်အုံမင်းသားတို့ညောင်ရမ်းမင်းသားတို့ကတွေ့တယ်မလားဗြိတိရှတန်ယုံတွေကိုပြေးဝင်သွားတယ်ဆိုတော့လိုက်ဖမ်းလို့မရတော့ဘူးဒီကဗမာစစ်သားတွေကအပေါက်ဝနေပဲစောင့်နေရတယ်ဒါနိုင်ငံတကာရဲ့ကျင့်ထုံးနေတိန်ကလည်းအဲ့ဒီတိုင်းပဲတိန်ရဲ့အာဏာဆက်ကလည်းနော်ဒါရှေးခေတ်တုန်းကပေါ့ခုခေတ်ကတော့အပြင်မကနေတနက်နဲ့လှမ်းပြလိုက်နေဘာမှတတ်နိုင်ဘူးအထဲထဲဝင်မဖမ်းလည်းပဲဟုတ်တယ်မလားနော်ဝင်ဖမ်းလို့မရဘူးဒါသူ့ရဲ့အစိုးရရဲ့အာဏာတက်ရောက်တဲ့နေရာမဟုတ်တော့ဘူးအာဏာတက်ရောက်တဲ့နေရာအဲ့လောက်တောင်ကိုသူကဟိုတာဝန်ကြီးဟိုသူ့ရဲ့လေးနက်မှုကပေါ့လေသူ့ရဲ့ပိုင်ဆိုင်မှုကဒါမျိုးတွေကိုဘယ်လိုလုပ်ခဲ့တာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တဲ့ဗုဒ္ဓမြတ်စွာကဒါမျိုးတွေကိုတီထွင်ခဲ့တာတန်ဃာတော်ရှင်မြတ်တွေနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေဥပဒေတွေပေါ့ဗမာလိုပြောရင်တော့နော်အကျဉ်းအပြင်229ခုတဲ့အကျယ်အပြင်ဂရေပေါင်း9000ကျော်တဲ့တိတ်ခါဘုတ်တွေဗမာလိုပြောရင်တော့ဥပဒေတွေပဲပုံမှန်တွေပဲညွန်ကြားစွာတဲ့အမိန့်နဲ့ဥပဒေတဲ့3မျိုးရှိတယ်အစင်တန်းကိုခွဲထားတာ3မျိုးအမိုက်မပြည့်ကြရန်မေတ္တာရက်ခံပါတယ်ဆိုတော့ဒါလေးကညွန်ကြားစွာလေးနံပါတ်2ကျတော့အမိန့်ကျတော့အမိုက်မပြည့်ရဆိုတာသူကဒါအမိန့်ဖြစ်လာတာနောက်ပိတ်ဆုံးကျတော့အမိုက်မပြည့်ကတွေးရှိကဒဏ်ငွေပေးဆောင်ရမည်ဆိုတာကြအဲ့ဒါဥပဒေပဲတန်ဃာတော်ရှင်မြတ်တွေမှာဝိနည်းသိက္ခာပုဒ်တွေရှိတယ်ဒီလိုကိုမလုပ်နဲ့လုပ်လို့ရှိရင်ဒီအပြစ်သိအောင်မယ်ဆိုလိုတာကတော့သူကရှေ့ကနေအပြစ်ကိုပြတယ်နောက်ကအပြစ်နဲ့သိလျော်တဲ့ဒဏ်ကိုဖော်ပြထားတာဥပဒေပဲအဲ့ဒါမှတ်ထားဥပဒေမှန်တယ်များအဲ့လိုကြီးပဲသူကအင်္ဂါ2ချက်နဲ့ပြည့်စုံရတယ်ရှေ့ကဘာကိုမလုပ်နဲ့နော်လုပ်လိုက်လို့ရှင်တော့ဘလို့ဥပဒေဆိုကြပါစို့လူတတ်မှုအဲ့ဒါကအပြစ်ကိုပြတာသေဒဏ်နောက်ကသူကဒဏ်ကိုပြတာပဲအဲ့ဒီတိုင်းပဲလူတတ်မှုနဲ့လူသေးမှုတောင်မှမတူဘူးဟုတ်တယ်မလားတကယ်ရည်ရွယ်ချက်ရှိနဲ့လူတယောက်ကိုတတ်မယ်ဆိုအဲ့ဒါလူတတ်မှုပဲသူကပုံမှန်တစ်မျိုးသူဒဏ်ကတော့သေဒဏ်ပေါ့ဆိုကြပါစို့ဆိုင်ကယ်စီးသွားတယ်ကားစီးသွားတယ်မတော်တဆတိုက်မိတယ်လူတတ်မှုလို့မခေါ်တော့ဘူးလူသေးမှုတဲ့ဟုတ်တယ်မလားသူ့ရဲ့အပြစ်ဒဏ်ပုံမှန်ကလည်းကွာသွားတယ်ပုံမှန်ကိုကြည့်လိုက်တာနဲ့ဥပဒေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကဒါတွေကထောင်တန်းဘလောက်ထိအောင်ကြနိုင်တယ်အာမခံရနိုင်တယ်မရနိုင်ဘူးသူတို့ကဒီနယ်မြေမှာကျက်စားနေတဲ့ပုဂ္ဂိုလ်တွေဆိုချက်ချင်းသိတာပေါ့တန်ဃာတော်ရှင်မြတ်တွေဝိနည်းသိက္ခာပုဒ်တွေသင်နေတယ်သိတယ်သူတို့တွေဒါမလုပ်ကောင်းမှုဒါလုပ်ကိုင်းတယ်ဒါကတော့ဂရုကပဲဒါကတော့လဟုကပဲဂရုကလဟုကဆိုတာမှတ်ထားအောင်ပေါ့ဂရုကဆိုတာကြီးလေးတယ်ပေါ့လဟုကဆိုတာပေါ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဗုဒ္ဓမြတ်စွာကအံ့ဩစရာသိကောင်းတယ်အဲ့ဒီမှာဂရုကအဘတ်တဲ့လဟုကသူ့အရင်းနဲ့သူခွဲထားတာဒေသနာကြားယုံနဲ့အပြစ်ကိုဝန်ခံတဲ့တန်နဲ့ပျောက်သွားတာရှိတယ်ပျောက်သွားတဲ့အပြစ်ဒဏ်ပေါ့နော်အပြစ်ဒဏ်တွေလွန်ငိမ့်သွားတာပေါ့တန်ခါတိတ်ဆိုတာကြာ तू ကနည်းနည်းလေးပို့ပြီးတော့ခဲရင်လာတယ်တန်ခါပေါင်းမှာတော့အသက်တော်ရှိသေးတယ်ဟိုပါရာဇိကလို့ခေါ်တဲ့သူကနော်ပရာဇီယံအာပန်တော့ပါရာဇီကောဆိုတာအဲ့ဒါမျိုးကတာနာတော်မှာကိုနေခွင့်မရတဲ့အပြစ်မျိုးပေါ့နော်၄မျိုးရှိနေတယ်အဲ့ဒါမျိုးတွေကိုတန်ခါတော်ရှင်မြတ်တွေကစောင့်ထိန်နေကြရတာဒါကြောင့်မို့တိမ်နဲ့ပတ်သက်ပြီးတော့ဟိုဘုန်းကြီးတို့ရဲ့ဗုဒ္ဓမြတ်စွာကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းကဒီအစီအစဉ်လေးကိုစီမံပြီးတော့တည်ထွင်ခဲ့တာယဟန်တန်ဃာတော်နဲ့ပတ်သက်ပြီးတင်းကျပ်တဲ့စီမင်းစည်းကမ်းတွေပညာထားခဲ့လို့လည်းရှိနေလို့လည်းပဲဗုဒ္ဓမြတ်စွာကပညာခဲ့တယ်တန်ဃာတော်ရှင်မြတ်တွေအဖွဲ့ဝင်တွေကလည်းလိုက်နာကျင့်သုံးကြတယ်အဲ့ဒီနှစ်ချက်ကြောင့်မို့လို့ခဏချိန်တည်းအောင်ဒီတန်ဃာတော်တွေကိုတွေ့နေရတာတန်ဃာတော်တွေကိုတွေ့နေလို့လည်းပဲဒကာဒကမတွေကတန်ဃာတော်ရှင်မြတ်တွေဥဆောင်တဲ့ကုသိုလ်ကောင်းမှုတွေပေါ့နော်လှုပ်ခွင့်ရကြတာပေါ့အဲ့ဒီတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးယရနာဆိုတာ3မျိုးရှိတယ်ယရနာဆိုတာ3မျိုးဗုဒ္ဓတဲ့ဓမ္မတဲ့တန်ခါတဲ့အကျဉ်းချုပ်အပြင်ပြောရတော့အဲ့တော့ယရနာဆိုတဲ့စကားလုံးလေးကိုထပ်ပြီးတော့ရှင်းအောင်မယ်ယရနာဆိုတာလူတိုင်းနားလည်နေတာပဲเนาะစိန်တွေရွှေတွေကြောက်တံပရမများတွေကိုဒါယရနာလို့ခေါ်တာပဲသိနေကြတာပဲသူကလည်းပဲပါဠိစကားပဲဗမာစကားအစ်စ်မဟုတ်ဘူးယရဏဆိုတဲ့ရတနာဆိုတဲ့ပါဠိစကားလုံးလေးကနေပြီးတော့နောက်ကရေးချလေးထည့်ပြီးတော့ယရဏပေါ့ရှင်းပြောပါတော့เนาะပါဠိတန်နဲ့ကြာသူကကွဲတယ်ရပလဲဆိုရင်ရတန်ထွက်ရတယ်ရကောက်ဆိုရင်ရကောက်တန်သူကထွက်ရတယ်ရကောက်တန်ထွက်ရတယ်ဗမာတွေကတော့ဒါဗမာတန်နဲ့ထွက်တာပေါ့ယရဏပေါ့ဟုတ်လားနော်သူကပါဠိစကားလုံးပဲပါဠိကနေဆင်းသက်လာတာခုနကတိန်တို့ဥပိ္ပစေတို့နဲ့အတူတူပဲအဓိပ္ပာယ်လေးကို तू ကနှစ်မျိုးဖွင့်ထားတယ်အဲ့ဒီယရဏနဲ့ပတ်သက်ပြီးတော့နော်ရာခဲ့တဲ့အတွက်တွေ့ခဲ့တဲ့အတွက်ကြုံခဲ့တဲ့အတွက်သူ့ကိုလည်းယရဏလို့ခေါ်တာ
ကြောက်တံပရမများတွေစိန်နေရွှေတွေအင်မတန်တန်ဖိုးကြီးတဲ့အရာတွေဟိုးမိုးကုန်းမြို့မှာရှိတယ်အောက်ကနေတူးလိုက်ရင်မြေထဲကိုတူးလိုက်ရင်အနီးတွေအပြားတွေအဝါတွေအစိမ့်တွေနော်ဖားကန်တို့မှာထွက်လာတယ်နေရာတိုင်းမတွေ့နိုင်ဘူးရှားပါတယ်ပေါ့နော်နေရာတိုင်းမတွေ့နိုင်ဘူးဒါကြောင့်မို့သူ့ကိုရှားပါတွေ့ရလို့ပါလေယရနာလို့ခေါ်တာတဂါကြီးတွေကြံတွင်းကြတော့ကြောင်းလာပြီးတော့ယဟန်ဝတ်ကြတယ်ဒုံလဘဝတ်တယ်တဲ့ဟုတ်တယ်မလားအဲ့ဒီစကားလုံးလေးကလည်းမှတ်ထားအောင်ဒုံလဘဆိုတဲ့စကားလုံးလေးကလည်းသူကတော့ပါဠိစကားအစ်စ်ပဲနေရာတိုင်းမတွေ့နိုင်ဘူးခဲခဲရင်ရင်တွေ့ရတယ်ခဲခဲရင်ရင်ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒုံလဘဆိုတာကိုသုံးထားတာခုနကပြောခဲ့တဲ့ယရနာနဲ့အဓိပ္ပာယ်သွားတူးနေတယ်အဓိပ္ပာယ်တူပဲအဲ့တော့အဲ့ဒီအနီးတွေအပြားတွေအဝါတွေအစိမ့်တွေကရှားပါတွေ့ရလို့ယရနာခေါ်တာတွင်းတွဲကြောက်ချင်းတူတာပဲကြောက်တံပရမများကြောက်တဲ့မြေကြီးတွေကထွက်လာတာချင်းတူတာပဲဟောဒီမှာလမ်းဘေးမှာခင်းထားတဲ့ဂဝုံကြောက်တွေကြတော့ဘယ်သူမှယရနာလို့မခေါ်ဘူးဟုတ်တယ်မလားတမျိုးစဉ်းစားကြည့်ပါအုံနောက်လေးနဲ့အဲ့ဒီပရမများတွေကြောက်တွေကဂဝုံကြောက်တွေလေးကိုပေါ်နေတယ်ပြီးတော့ဒီဂဝုံကြောက်ကရှားပါပစ္စည်းဖြစ်နေတယ်ဆိုရင်ဒီဂဝုံကြောက်ကယရနာခေါ်ခံရအောင်မှာပဲဟုတ်တယ်မလားမှန်းကြည့်လိုက်ပေါ့ကိုအုံနောက်လေးနဲ့နော်ရှားပါလို့တွေ့ရခဲ့လို့အဲ့ဒီကြောက်တွေကယရနာဖြစ်လာနေရာတိုင်းမှာမတွေ့နိုင်မင်းနဲ့ရွှေဆိုတဲ့တတ္ထုတစ်မျိုးရွှေဆိုတဲ့တတ္ထုတစ်မျိုးနေရာတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတယ်သူကဒါဓာတ်တတ္ထုတစ်မျိုးပဲသို့တော်စီးပွားပြည့်ရှာဖွေလို့မရလို့ဒီနေရာတွေမှာမတူးကြတာနေတွေ့ကြိုက်လောက်အောင်ရတယ်ဆိုတဲ့နေရာတွေကျတော့လူပြီးတော့တူးနေကြတာဟုတ်တယ်မလားရွှေဆိုတဲ့သဘာဝနေရာတိုင်းရှိတယ်တွေ့ဘူးကြမှာကြားဘူးကြမှာပေါ့ဗဒိန်ဘိုးတွေမှာလေသူတို့ကဖြတ်ရတောက်ရတာကိုလွှာလေးတွေနဲ့ပစ္စည်းလေးတွေနဲ့အဲ့ဒီဗဒိန်ဘိုးတွေကမြေကိုလေဝယ်ရတယ်အဲ့ဒါနော်အဲ့ဒီမြေကိုသူကတန့်စင်လိုက်ရင်ရွှေထွက်လာတယ်ကြားဘူးကြပါလားမသိဘူးမန်းလေးမှာမဟာမုနီဖရာကြီးရှိတယ်နေတိုင်းရွှေတွေချနေကြတာရွှေတွေချနေကြတာနော်အဲ့ဒီရွှေချတဲ့စက်ကူလေးတွေနော်အောက်ကိုကျသွားတယ်ဆိုကြပါစို့နော်မျက်နှာတွေနဲ့တုပ်တယ်အဝတ်တွေနဲ့တုပ်တယ်နောက်တစ်ခါအဲ့ဒီအောက်ကျသွားတဲ့အရာဝတ္ထုလေးတွေကိုညနေကြတော့အဲ့ဒီဖျားမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလှဲကြတယ်ကျင်းကြတယ်ဒီပစ္စည်းလေးနဲ့စုပြီးတော့အဲ့ဒါတွေကိုပီနံအိတ်တွေနဲ့သူကနေ့စဉ်နံပါတ်တွေထိုးရပြီးတော့ဘန္နာတော်ရင်းဖွဲ့ရသိမ့်ထားတာတနှစ်ပြည့်ပြီဆိုရင်သူကလေလံပစ်တယ်ဟောဒီမိုက်တို့ခေါ်တာပေါ့သူတို့ဒီပစ္စည်းတွေကိုအဲ့ဒါရွှေပြန်ထုတ်ဖို့အတွက်ခေါ်လိုက်တာပဲနှစ်စဉ်နှစ်တိုင်းဗမာကျပ်ငွေ3,000ပတ်ဝန်းကျင်လောက်နဲ့ပဲသူအောင်လေးရှိတယ်တဲ့ဆွဲတဲ့ပုဂ္ဂိုလ်ကဆွဲလိုက်တာပေါ့ကျပ်3,000ဆိုတာအလွန်ဆုံးပဲဆိုဆွဲလိုက်ကြတာလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတော့အဲ့ဒီထဲကရွှေမိုက်ထုတ်တဲ့မိသားစုတစုကနေပြီးတော့လာပြီးတော့ဖျားခေါ်ဘကကိုပြောတယ်တဲ့ကျွန်တော်တို့အဖိုးဘွားတွေလက်ထက်တုန်းကလည်းပဲကုသိုလ်ယူခဲ့တာရှိပါတယ်အခုကျွန်တော်တို့လည်းအဲ့ဒီလုပ်ငန်းလုပ်တာပါကျွန်တော်တို့ကုသိုလ်ယူပါမယ်ဒီနှစ်ကတော့ကျွန်တော်တို့လုပ်ပါမယ်ဆိုပြီးတော့လုပ်လိုက်တော့သူကလည်းတော်တော်ခဲရင်းတဲ့အလုပ်ပဲလာချီပြီးလုပ်ရတယ်လို့ပြောတယ်ဘေးမှာအဆောက်နေထားတယ်ပြောဒါတွေကိုဒီစက်ကူတွေအဝတ်တွေဒီအမှုံမွှားတွေကိုမိုက်ထုတ်တယ်ခေါ်တာပေါ့နော်ခါတိုင်း3,000လောက်ရတဲ့ဖျားကြီးခေါ်ဘကအဲ့ဒီရွှေမိုက်ထုတ်တဲ့လုပ်ငန်းကအဲ့ဒီကိုဟာကိုလုပ်လိုက်တော့9,000ရတယ်ဗျာ9,000နဲ့အဲ့တော့လေလံဆွဲတဲ့ပုဂ္ဂိုလ်က3,000 လောက်နဲ့ဆွဲတာဘယ်တော့မြတ်တယ်လဲဆိုတာအလွန်ဆုံးဟို900 1,000လောက်ကိုဖယ်လိုက်ပါဦးသူကခဏလေးနဲ့လာပိုင်းလေးနဲ့1,000လောက်မြတ်သွားတာပဲဆိုတာတော့ရွှေဆိုတဲ့အရာဝတ္ထုကဘယ်တော့မှပျောက်ပြတ်မသွားဘူးနေရာတိုင်းမှာရှိနေတယ်သူကဆိုတာဒါကြောင့်မို့လို့အဲ့ဒီပစ္စည်းတွေကိုရခဲ့တဲ့အတွက်ယရနာလို့ခေါ်တာနော်တွေ့ခဲ့ကြုံခဲ့တဲ့အတွက်ယရနာလို့ခေါ်တာနောက်တစ်မျိုးအဓိပ္ပာယ်နဲ့သုံးနေတယ်ရတိန်ဇနေတိတိရတနံနဲ့ပျော်ရွှင်နှစ်သက်မှုကိုဖြစ်စေလို့ယရနာလို့ခေါ်တယ်တကာကြီးကဈေးတွေကနေပြီးတော့အမှတ်တမဲ့နဲ့နော်စိန်လဲဆိုကြီးစိန်နဂါကြီးစိန်စရိုးကြီးဝဲလာပြီးတော့အိမ်ကဒကမာကြီးကိုခုခေတ်ခေတ်စားတဲ့ surprise ဆိုတာမျိုးသွားလှုပ်ဆောင်ပါလားနော်အိမ်ကဒကမာကြီးကစိတ်ပြက်လက်ပြက်နဲ့ထိုင်ပြီးပါများငိုးနေလိမ့်မယ်ထင်လို့လားရတိန်ပျော်ရွှင်မှုကိုဇနေတိဖြစ်စေတတ်၏မြင်လိုက်တာနဲ့တပြိုင်နက်ပျော်ရွှင်နှစ်သက်မှုကိုဖြစ်စေတဲ့အတွက်အဲ့ဒီပစ္စည်းတွေကိုယရနာလို့ခေါ်တာတဲ့ဗျာယရနာလို့ခေါ်တာအဓိပ္ပာယ်ဘယ်နှမျိုးလဲ2မျိုးအဲ့ဒီယရနာအဲ့ဒါကတော့လောကီယရနာတွေပေါ့ဒီမှာဘာသာရေးအနေနဲ့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုခုနပြောခဲ့ပြီးဗုဒ္ဓရဲ့ဓမ္မရဲ့သံဃာရဲ့3မျိုးအခြေခံလေးတွေပြောပြနေတာပါအခြေခံလေးပြောပြနေတာတခြားကြောင့်မဟုတ်ဘူး
ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်ဆိုတဲ့ပုဂ္ဂိုလ်တွေကဟိုနိဗ္ဗာန်မဲ့ဖို့ရပါလို့နိဗ္ဗာန်မဲ့ဖို့ရပါလို့ဩဃာတဆိုတိုင်းတော့ဆိုကြတာဘာသာရေးနဲ့ပတ်သက်ပြီးအခြေခံကသူတို့တွေဘာမှမသိဘူးဘုန်းကြီးတို့ကသိတယ်နော်စကားပြောကြည့်လိုက်တာနဲ့ဟောဒီတကာရဲ့ဘာသာရေးချိန်ကဘယ်လောက်ရှိတယ်ဟောဒီတကမာကြီးကတော့ဘယ်လောက်တော့သူဘာသာရေးနဲ့ပတ်သက်ပြီးလေးလာလိုက်စားထားတာသိပါတယ်ဘယ်သူမှစောင်းပြောတာမဟုတ်ဘူးလူအများစုကဗုဒ္ဓဘာသာဝင်တွေကလေနော်ကျွန်တော်တို့ဆရာတော်ကဗတ္တန္တဘွဲရတယ်ဗျာဆိုတဲ့တကာတွေကအများစုဘာမှထူးတာမဟုတ်ဘူးဒီဗတ္တန္တဆိုတာဗမာလိုပြောရင်ဥတို့အရှင်တို့ကိုပါဠိလိုခေါ်ထားတာနော်ဗတ္တန္တသူစနဗတ္တန္တသူမနဆိုတာအရှင်သူမနဥသူမနဆိုတဲ့ဘွဲနဲ့တူတူပဲဘာမှထူးခြားတာမဟုတ်ဘူးကျောင်းကဆရာတော်ကဗတ္တန္တသူမနဆိုတော့ဒကာဒကမတွေကဘာမှမသိဘူးလေပါဠိလိုဆိုတော့ကျွတ်တို့ဆရာတော်ကဗတ္တန္တဘွဲရတယ်ဗျာဆိုတော့လူကြားထဲမှာနားလည်တဲ့ပုဂ္ဂိုလ်ကြတော့ရည်စရာဖြစ်နေတော့တာပေါ့ဟုတ်တယ်မလားအဲ့လိုပုဂ္ဂိုလ်တွေကအများစုရာဂိုင်တို့အများစုကအဲ့ဒီတိုင်းကြီးပဲဒါကြောင့်မို့လို့ဘုန်းကြီးကအခြေခံလေးတွေကိုဒါပြောပြတာဟုတ်တယ်မလားအရင်တုန်းကသိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေကြလည်းသိခံပြီးနားထောင်ပေါ့မသိတဲ့ပုဂ္ဂိုလ်တွေအတွက်ရည်စူးပြီးပြောတာပါဟုတ်တယ်မလားနော်နာဘူးထမှန်တဲ့ဓမ္မဂတိကတွေဆရာဖြစ်တဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်ထဲမှာပါတဲ့အတွက်ဒီအသေးစိတ်လေးကိုပြောပြတာဒီမှာလည်းပဲယရနာတဲ့အဓိပ္ပာယ်နှစ်မျိုးအနေနဲ့သုံးနေပြီခုနကတော့အဲ့တော့ဘာသာရေးအနေနဲ့ပြောရင်ဗုဒ္ဓဓမ္မတန်ခဗုဒ္ဓဆိုတာဖရာတဲ့လူတိုင်းသိတယ်ဟုတ်တယ်မလားသိနေပြီဗုဒ္ဓဆိုတာဖရာဆိုတာအထူးပြောကြမလို့ဓမ္မတဲ့တရားဆိုတာလူတိုင်းမသိဘူးလားသိတယ်တန်ခဆိုတာဘာပြောတာတော့ကဲပြောတန်ခကဲတန်ခဆိုတာဘာလို့မေးတော့ဘယ်လို့တော့မလို့အဲ့ကြနော်ခုနကပြောလို့ပဲဗုဒ္ဓကဖရာကဗမာလိုဓာတ်ရိုက်ပြန်ထားတာဓမ္မတရားဆိုတာလည်းဗမာလိုဓာတ်ရိုက်ပြန်ထားတာတန်ခကိုတန်ခကြနောက်ခရေးချလေးယရဏကိုယရဏခေါ်တယ်လို့ခေါ်ထားတာဟုတ်တယ်မလားဘာလို့မပါတော့ဘာလို့မရှိတော့ဘူးမှတ်ထားပေါ့ဗျာတန်ခဆိုတဲ့တန်ခဆိုတဲ့စကားလုံးလေးကဗမာလိုပြောရင်အဖွဲ့အစည်းကိုပြောတာအင်္ဂလိပ်လိုပြောရင်ပါတီပဲဗျပါတီပဲအဖွဲ့အစည်းကိုခေါ်တာအဲ့တော့တန်ခဆိုတာဗါလဲဗုဒ္ဓပါတီပဲဟုတ်တယ်မလားကဘာပေါ်မှာရှေးကြဆုံးဘာသာရေးပါတီကြီးဟာဒီဗုဒ္ဓပါတီကြီးပဲဗုဒ္ဓပါတီကြီးပဲအိန္ဒိယနိုင်ငံမှာဘာသာရေးပါတီတွေဖျားနဲ့ခေပြိုင်ဖျားတဲ့မရှိမနောင်ဖျားတဲ့အရင်ကြတဲ့6ပါတီတွေ့ဦးမှာပေါ့ဟုတ်တယ်မလားဒိဋ္ဌိဆရာကြီး6ယောက်ရဲ့ပါတီပေါ့ပူရာဏကတ္တပမေခရိဂောတာလဘဂုဒကိစ္ဆာနဗါတဲ့ဟိုပုဂ္ဂိုလ်တွေပေါ့သင်္ဆရာဗိလထဗုဒ္ဓနိကန္ဒနာတဗုဒ္ဓနဲ့ဟုတ်တယ်မလားနော်အဲ့ဒီပုဂ္ဂိုလ်6ယောက်ရဲ့ခိုင်းနေပါတီတွေကဖျားမပွင့်ခင်ဖျားမပေါ်ခင်တည်းကပါတီတွေကပေါ်နေတဲ့ဘာသာရေးပါတီတွေပဲအိန္ဒိယမှာပါတီတွေအခြေခံကမရှိကြတော့6ခိုင်းတွေက6ပါတီတွေကအခု9ပါတီကတော့လုံးဝကိုပျောက်သွားပြီလုံးဝပျောက်သွားပြီပါတီတီထောင်တယ်ပါတီတီထောင်တယ်ဆိုတာလဲစတင်ပြီးတော့တီထောင်တဲ့ပုဂ္ဂိုလ်ရဲ့ဘုံကံနဲ့ကွာသေးတာပဲဟုတ်တယ်မလားဗုဒ္ဓပါတီဟာစတင်တီထောင်ခဲ့တဲ့ဗုဒ္ဓဂေါရမကတကယ်ကိုဘုံတကူအာနုဘော်နဲ့ပြည့်စုံလို့နှစ်ပေါင်း2500ကျော်တဲ့ပါတီကြီးကခဏချိန်တိအောင်တွေ့နေရတာပေါ့ဘာသာရေးပါတီကြီးဟုတ်တယ်မလားဘုံကံမရှိတဲ့ပုံကိုယ်တွေတီထောင်တဲ့ပါတီတွေကြတော့မှိုလောက်တော့မှအသက်မရှိဘူးဆိုတော့အဲ့ဒါတွေပြောတာပဲ9ပါတီကတော့ပျောက်သွားတယ်အိန္ဒိယမှာလဲတပါတီကတော့ကျန်နေတဲ့ခဏချိန်ကြီးအိန္ဒိယမှာနိခန္ဓနာတဗုဒ္ဓတဲ့အဲ့ဒီအမည်နဲ့တော့မဟုတ်တော့ဘူးပါတီတွေရတဲ့နာမည်တွေကအမျိုးမျိုးပြောင်းတတ်တယ်လေဟုတ်တယ်မလားနော်ရှေးတုန်းကအင်္ဂလန်မှာဘာတော့ဟိုနာမည်မျိုးကမပြောတတ်တော့ပါဘူးခုချိန်မှာသူကပြောင်းလဲလာတာဒီမိုကရက်တို့လေဘာတို့ဆိုတာတွေကပြောင်းလာတော့သူမွေးတော့ဟွတ်ပါတီတဲ့လေဘာပါတီကရှေးတုန်းကအင်္ဂလန်နိုင်ငံမှာပါတီတွေစထောင်တော့ဟွတ်ပါတီလို့ခေါ်တာအခုနောက်ပိုင်းမှာလေဘာပါတီဆိုပြောင်းလာတာအဲ့လိုပြောင်းလာတဲ့ပုံစံမျိုးပဲခုနိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့ခိုင်းကခဏချိန်ကြဂျိန်းခိုင်းဆိုပြီးအိန္ဒိယနိုင်ငံမှာပေါ်နေတာအဝတ်မဟုတ်ဘူးသူတို့ဘုန်းကြီးတွေကနော်တုံးလုံးတွေတွေ့မှာပါဒီဘက်ခေတ်မိပါတယ်သူတို့တွေတွေ့မှာပါနော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခိုင်းကြတော့ကျမ်းနေတယ်အဲ့ဒီပါတီကြကျမ်းနေတယ်ကျန်တဲ့9ပါတီကဘာလို့ပျောက်သွားတယ်လို့မေးစရာရှိတာပေါ့ကျန်တဲ့ပါတီတွေကကံကိုလက်မခံဘူးကံကိုလက်မခံဘူးကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတော့ကံကိုလက်မခံလို့အဲ့ဒီခိုင်းတွေကပျောက်ကုန်တာဒီခိုင်းကြတော့ဂျိန်းခိုင်းကြတော့ကံကိုလက်ခံတယ်ဗျာသူတို့ကကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်တော့ဆိုးကျိုးဖြစ်တယ်ဆိုတာလက်ခံလို့ခဏချိန်ကြီးကြားနေကြတာသို့တော့အဲ့ဒီကံကိုပယ်တတ်တဲ့နီးကြတော့မတူတော့ဘူးအကျမ်းနီးအပြင်ပြောမယ်ဆိုရင်တော့အားလုံးသိတယ်သမထနဲ့ဝိပဿနာပေါ့သူတို့တွေကသမထနီးနဲ့ပယ်တတ်တယ်ကံကိုဗုဒ္ဓဘာသာကတော့ဗါလဲဝိပဿနာနီးနဲ့ပယ်တတ်တယ်
သမထနီးနဲ့ပယ်တတ်တယ်ဆိုတော့ရှင်းအောင်ပြောရရင်တော့အိမ်ရှိမှာအကြောင်းရှိမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်ကျောင်းမော်လဲကြလိမ့်မယ်အိမ်မော်လဲကြလိမ့်မယ်ဆိုရင်အဲ့ဒီအပင်ကြီးကိုအကိုင်းတွေအခက်တွေခုန်နေဦးနေတော့ဒီပင်ကြီးကလဲကြမှာမဟုတ်ဘူးမလဲကြပဲနေမှာမဟုတ်ဘူးကိုလက်ထက်သာလဲမကြမှာကိုသားသမီးမိမြစ်တွေလက်ထက်ကြတော့လဲကြနိုင်တာပဲဟုတ်တယ်မလားအဲ့ဒီတစ်ပင်ကြီးကိုမရှိအောင်ဆိုအောက်ကအမြစ်ကိုတူးပြလိုက်မှဘာဖြစ်လဲလုံးဝကိုလက်ထက်လည်းပဲပြိုမကြတော့ဘူးကိုသားသမီးမိမိတွေတက်တက်လဲကြားဖို့ရစိုးရင်စရာရှိသေးလားမရှိတော့ဘူးတမထနဲ့ဝိပဿနာအဲ့လိုကွာတယ်တမထကတော့တာမန်လေးနဲ့ပဲ तू ကညှိမ့်ထားတာထိမ့်ထားတာအိုးဝိပဿနာကြတော့အမြစ်ပါကိုပယ်ပြလိုက်တော့တာအမြစ်ပါပယ်ပြလိုက်တော့တာပို့ပြီးတော့ရှင်းအောင်ပြောမယ်ဟောဒီဇဝဲလေးပေါ့မြေပဲစီလေးတင်ထားပဲစီလေးစပားစီလေးတင်ထားတက်တက်လုံး तू အပင်ပေါက်မှာမဟုတ်ဘူးအဲ့ဒါတမထနီးနဲ့ तू ထိမ့်ထားတာတမထနီးနဲ့ထိမ့်ထားတာအဲ့ဒီမြေပဲစီလေးကိုဟိုမြေကြီးပေါ်သွားချကြည့်လိုက်2ရက်3လောက်နေရင်ဘာဖြစ်လဲအပင်လေးပေါက်လာပြီအညောင်လေးပေါက်လာပြီအဲ့ဒါတမထနီးနဲ့ပဲဝိပဿနာနီးနဲ့ကြတော့ဘယ်နာပဲထားတာအဲ့ဒီပဲစီလေးစပားစီလေးကိုအိုးကင်းနဲ့ထည့်လှော်လိုက်တာနဲ့တူတယ်အိုးကင်းနဲ့ထည့်လှော်ထားပြီးဒဲအိုးနဲ့ကြော်ထားပြီးဆိုဒီပေါ်တယ်မကဘူးဟိုမြေကြီးပေါ်သွားချရေအိုးတွေနဲ့တဲလောင်းမြေဩဇာတွေအိတ်နဲ့ထား तू အပင်ပေါက်ပါအောင်မလားမပေါက်တော့ဘူးအဲ့ဒါဝိပဿနာနည်းနဲ့ကံကိုပယ်တတ်တာပဲအဲ့ဒီအခြေခံကံကိုပယ်တတ်တဲ့နည်းမှာကွာသွားတာတဲ့သူတို့ခိုင်းတဲ့ဗုဒ္ဓဘာသာတရားတော်နဲ့ဟုတ်တယ်မလားဆိုကြပါစို့ဒါတွေကအပြင်ကပြောနေတာပါအဲ့ဒီတော့သူတို့တွေကအဓိကကအတ္တကိုလက်ခံနေတယ်သူတို့ကအဲ့ဒီ6ခိုင်းကအတ္တကိုလက်ခံတယ်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာအသက်ဆိုတာရှိတယ်ဝိညာဉ်ဆိုတာရှိတယ်ဒီခန္ဓာကိုယ်ကြီးကဆွေးသွားလို့ရှိရင်ကြီးသွားရင်ရင့်သွားရင်ဒါကြီးကိုထားပြပြီးတော့ဒီအသက်လေးကနောက်ဘဝကိုသွားတာပဲဆိုတဲ့လက်ခံအတ္တကိုလက်ခံတဲ့ဝါဒတွေခန္ဓာကိုယ်ထဲမှာလိပ်ပြာဆိုတာရှိတယ်ဝိညာဉ်ဆိုတာရှိတယ်ဆိုတဲ့ဝါဒမျိုးတွေဗုဒ္ဓဘာသာတရားတော်ဗုဒ္ဓဂေါတမကကြေညာပြီးထွက်လာတယ်အနတ္တပဲခန္ဓာကိုယ်ထဲမှာဘာမှမရှိဘူးအတ္တဆိုတာမရှိဘူးတဘောကနေတဘောကိုပြောင်းသွားတာမျိုးဘာမှမရှိဘူးသို့တော့ဟေတုနဲ့ပစ္စယဗုဒ္ဓဘာသာတရားကဟေတုနဲ့ဖလားအကြောင်းကြောင့်မို့အကျိုးဖြစ်တယ်အကြောင်းမရှိဘဲနဲ့အကျိုးမဖြစ်ဘူးဟုတ်တယ်မလားဟိုဘက်ဘဝမရှိဘဲနဲ့ဒီဘက်ဘဝဆိုတာပေါ်လာမှာမဟုတ်ဘူးဆိုတဲ့ဝါဒမျိုးအကြောင်းနဲ့အကျိုးဆက်ဆက်တဲ့ပဋိစ္စသမုပ္ပါကိုလက်ခံတဲ့ဝါဒမျိုးဖြစ်တဲ့အတွက်ခဏချင်းအတိအောင်ဒါလက်ခံနေပြီးတော့ဗုဒ္ဓဘာသာတရားတော်ကတီးနေတာကြံတဲ့ဝါဒတွေခဏချင်းပျောက်ကုန်ကြပြီဟုတ်တယ်မလားနော်အဲ့တော့ဗုဒ္ဓဆိုတာကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းကပေါ်သွားပြီဆိုကြပါစို့ပြိဋိဘံဆန်သွားပြီတည်သွားပြီတက်တော်မှဘာမှမကြည့်ဘူး80နဲ့ပြန်တော်မူသွားတာပြိဋိဘံဆန်သွားတာ45နှစ်ကြာတယ်တရားတော်တွေကိုဟောကြားသွားတာ45နှစ်ကြာတယ်မယမနာဟောကြားသွားတာအဲ့တော့ဗုဒ္ဓကိုလည်းကိုယ်တိုင်မမှီလိုက်ကြတော့ဘူးဓမ္မဆိုတာတွေဟာလည်းပဲအဲ့လိုဟောတဲ့အချိန်မှာအဲ့လောက်ပဲရပ်သွားမှာပေါ့45နှစ်ပဲခဏအချိန်ကြည့်အောင်အဲ့ဒီဗုဒ္ဓရဲ့တရားတော်တွေကိုတည်ဆောင်းလာကြတဲ့ပုဂ္ဂိုလ်တွေကဒီပုဂ္ဂိုလ်တွေပဲဒီပုဂ္ဂိုလ်တွေပဲတန်ခပဲတဲ့တန်ခပဲအဖွဲ့အစည်းဟုတ်တယ်မလားအဲ့ဒီအဖွဲ့အစည်းကတာမန်အနေနဲ့သာတည်ထောင်ခဲ့လို့ရှိရင်ဒီကနေ့အချိန်ကြည့်အောင်ဒီတန်ခါတော်ရှင်မြတ်တွေကိုတွေ့နိုင်မှုသိခင်းရင်တယ်တွေ့နိုင်မှုတွေ့ခင်းရင်တယ်ဒါကြောင့်မို့ဗုဒ္ဓမြတ်စွာကသူ့အဖွဲ့အစည်းတွေကိုသူ့ပါတီတွေကိုပါတီဝင်အဖြစ်နဲ့ဝင်ဖို့အတွက်စီမင်းစည်းကမ်းတွေကန့်သတ်ထားခဲ့တယ်အဲ့ဒီစီမင်းစည်းကမ်းတွေက၄နှစ်လုံးအားကြီးလို့ဒီပုဂ္ဂိုလ်တွေတန်ခါတော်ရှင်မြတ်တွေကဝင်ဖို့လဲထွက်တယ်ထွက်ဖို့လဲခက်တာပဲပါတီဝင်ဖြစ်နေဝင်ဖို့ခဲရင်တယ်လို့ပါတီဝင်ဖြစ်ကနေရုပ်သိမ်းမှုဆိုတာလဲခဲရင်တာပဲအဲ့တော့တန်ခါဆိုတဲ့စကားလုံးတွေကဒီပုဂ္ဂိုလ်တွေကိုပြောတာအဖွဲ့အစည်းကိုပြောတာဒီအဖွဲ့အစည်းတွေကိုဝင်ရင်တယ်ဆိုရင်နှစ်မျိုးလိုအပ်လာတယ်တဲ့နေရာရဲ့ပုဂ္ဂိုလ်ရဲ့နေရာဆိုတာကရဟန်းခံရင်လည်းနေရာတိုင်းလုပ်လို့မရဘူးဗုဒ္ဓပါတီတဲ့ဝင်ရင်တယ်ဆိုနေရာတိုင်းကဲလာကြမင်းဝင်กว่าဆိုလုပ်လို့ရပါမလားမရဘူးတပါးနှစ်ပါးနဲ့လက်သိထိုးတဲ့ပြောဗမာနိုင်ငံမှာဆိုရင်တော့၅ပါးကိုအတိပေးရတယ်အနည်းဆုံးအိန္ဒိယနိုင်ငံမှာဆိုရင်10ပါးပါရှိမှရတယ်ဘာဖြစ်လို့ကွဲပြားသွားတာလဲဖះလို့မေးစရာရှိတာပေါ့အိန္ဒိယနိုင်ငံကဖះပွင့်တဲ့နေမြေတွင်းမှာဖြစ်နေတာဗမာလိုပြောရင်တော့မစ္စည်းမဒေတာပေါ့ဖះပွင့်တဲ့နေရာဖြစ်နေလို့10ပါးနဲ့အဲ့ဒီခေတ်ကတော့တန်ခါတော်ရှင်မြတ်တွေပေါ်တော့10ပါးရှိမှ
ယဟန်တော်10ပါးကိုအတိပေးပြီးတော့မှယဟန်တော်10ပါးအနည်းဆုံး10ပါးကလက်ခံမှအဲ့ဒီပုဂ္ဂိုလ်ကပါတီဝင်ဖြစ်တယ်ဗမာနိုင်ငံကတော့ပစ္စံတရိလို့ခေါ်တာပေါ့ပစ္စံတရိဆိုတာကနေချားပေါ့နော်ခုခေတ်စကားနဲ့ပြောရင်တော့ပစ္စံတရိဆိုတာအစွန်အဖျားနေရာတွေကိုခေါ်တာအဲ့ဒီဘက်မှာတော့ဉာဏ်တန်ဃာတော်တွေရှားတဲ့အတွက်5ပါးပဲရတယ်5ပါးနဲ့အတိပေးလိုက်ရင်မင်းတို့အဖွဲ့အစည်းတွေကိုဝင်ကိုရတယ်ဆိုပြီးတော့ဗုဒ္ဓမြတ်စွာကပုဂ္ဂိုလ်ကိုလည်းတတ်မှတ်ထားခဲ့တယ်နေရာကိုလည်းတတ်မှတ်ထားတယ်ဒီเจ้าထဲမှာလှုပ်ချင်လို့မရဘူးဒီเจ้าထဲမှာလှုပ်ချင်လို့မရဘူးအဲ့ဒီအဖွဲ့အစည်းကိုဝင်ခွင့်ပေးလို့မရဘူးနောက်တစ်ခါတပြိုင်နက်တည်းမှာလည်းပဲတစ်ပါးနှစ်ပါးသုံးပါးဒီပဲဝင်ခွင့်ရတယ်ဝင်လို့ရတယ်၄ပါးကိုတပြိုင်နက်ဝင်ခွင့်ပေးလို့မရဘူးစီမင်းစည်းကမ်းလေးကအသေးစိတ်သိပြီးတော့ဗုဒ္ဓမြတ်စွာအာဝဇ္ဇာသိကောင်းတာမေးတယ်မေးခွန်းလေးတွေရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုရှိမရှိဘုန်းကြီးယဟန်နေဆိုတာဘာသာရေးခေါင်းဆောင်တွေလေတရားဓမ္မတွေရဲ့ရှိရနေဥဆောင်နာမှာဖြစ်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာချုပ်ဝင်းနေလေတရားဓမ္မတွေကဘယ်လေးနဲ့မှုရှိတော့မလဲလေးစားမှုရှိတော့မလဲဟုတ်တယ်မလားတကယ်ကြက်ခိုင်မှုရှိရမယ်ပရိပုံနာဝိတတိဝတ္တောတိတဲ့အမလေးမေးတာနောက်တစ်ခါဗာလဲဟိုမှာဗာတဲ့အနာကြီး၅မျိုးတွေမရှိတာမှန်ရလားတွေဒကာကြီးတွေသိပါလိမ့်မယ်ဟုတ်တယ်မလားနော်ဒကာကြီးတွေသိပါတယ်နော်အကျွေးကင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားတို့တကယ်ကိုသူကရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာတွေမေးခွန်းတွေမေးတာမေးလို့သူတို့သဘောကျပြီဆိုမှဟုတ်တယ်ဒီပုဂ္ဂိုလ်ကသူ့မှာလဲဝတ်ဆရာစားဆရာပေါ့နော်ပရိပုံဏံဒီပတ္တစီဝရစားဆရာကတပိတ်ဝတ်ဆရာကသင်္ကန်း3တယ်ပြည့်စုံရလားအဲ့ဒါမှမပြည့်စုံနဲ့မင်းတို့အဖွဲ့အစည်းတွေကိုဝင်မပေးနဲ့ဗုဒ္ဓမြတ်စွာအဲ့လိုကိုပြညတ်ထားခဲ့တာစားဆရာအတွက်တပိတ်တွေမနေ့တိုင်းမိုးလင်းသွားတပိတ်လေးပိုက်သွားပြီးရွာတဲ့ကြွသွားအိန္ဒိယတံပတ်တီနေနဲ့ကြွသွားလောင်းကြတာပဲတော်ကြီးဘောတထပ်ဘောစားရတာဟုတ်တယ်မလားဝိုးဆရာ3တယ်ဒီမှာအပေါ်မှာရမ်းထားတဲ့ဧကတိဧကိစီရတယ်မူရင်းစကလုံးတွေကတထပ်သေးရှိလို့သူ့ကိုဧကိစီရလို့ခေါ်တာဗမာတွေထုံးစံအတိုင်းလေစကနေတဖြစ်သွားတာဧကစီတို့ခေါ်တော့သူကအရှာကတစ်မျိုးဖြစ်တော့အဲ့ဒီကနေဧကတိဖြစ်လာတာဒီမှာဧကိစီရနော်ဧကတိခါမှာဟုတ်ထားတာတင့်မိုင်ချမ်းတဲ့အခါမှာဟိုရတယ်နှစ်ထပ်သင်္ကန်းကြီးရဟန်းခံမှုတဲ့ဒကာကြီးတွေသိပါတယ်3တယ်ဟုတ်တယ်မလား3တယ်အဲ့ဒီ3တယ်မှမရှိလောက်အောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်လည်းမင်းတို့အဖွဲ့အစည်းတွေဝင်မပေးနဲ့မြတ်စွာဘုရားရှင်ကပြညတ်ခဲ့တာမေးတယ်လေအဲ့ဒီမှာတိမ်ထဲမှာပရိပုံဏံဒီပတ္တစီဝတာအရေးကြီးဆုံးကတော့ခုနကတော့ဘုန်းကြီးပြောခဲ့တဲ့ပထမဥပိ္ပဇံခါပိတဘောပဲအဖွဲ့အစည်းတွေကိုဝင်တော့မယ်ဆိုဆရာမရှိဘဲနဲ့ဗုဒ္ဓမြတ်စွာကဝင်ပေးခဲ့ဘူးပထမဆုံးအဦးဆုံးအရေးကြီးဆုံးပဲအနည်းဆုံးလဲ10ဝါရှိတဲ့ပုဂ္ဂိုလ်ကမှဆရာလုပ်လို့ရတယ်အဲ့ဒါလည်းမှတ်ထားအောင်9ဝါပဲ6ဝါပဲဆိုပြီးတော့သွားပြီးတော့ဆရာလုပ်နေလို့မရဘူးအနည်းဆုံး10ဝါရှိရတယ်အဲ့ဒီပုဂ္ဂိုလ်ကရှေးခေတ်တုန်းကတော့ခဲရင်တယ်ဒီဘက်ခေတ်ကလာအမလီဥပိ္ပဇာယောမေဗန္ဒီဟောကြီးဆိုဒီကဘုန်းကြီးကလည်းပါတာတိကိဏတံပါဒေထဆိုရှေးခေတ်တုန်းကဆိုရင်တော့တပိတ်တွေသင်္ကန်းတွေအတာထားအောင်ရဟန်းခံခြင်းပြီးဆိုကြောင်းနဲ့သွားရတယ်တွေ့တဲ့ဘုန်းကြီးကိုရှောက်ရတယ်တပည့်တော်အရှင်ဘုရားတို့အဖွဲ့အစည်းတဲ့ရဟန်းခံခြင်းလို့ပါဗျာပါတီဝင်လှုပ်ချင်လို့ပါဗျာဘောအခုခေတ်စကားနဲ့ပြောတော့အရှင်ဘုရားတပည့်တော်ရဲ့အာမခံပေါ့နော်အာမခံလုပ်ပါအောင်ဗျာဆိုလိုတာတော့အရေးကြီးဆုံးထောက်ခံချက်ပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့ထောက်ခံချက်အ ਨੇ ဆုံးယဟန်တဲ့10ဝါရှိတဲ့ပုဂ္ဂိုလ်ရဲ့ထောက်ခံချက်နဲ့မှသာလေဒီ9ပါးကလက်ခံပါဆောင်ရွက်ပါအောင်ဗျာဆိုကြည့်လိုက်တဲ့အခါမင်းကတော့ရက်ွက်ထဲမှာတော့လူဆိုးတစ်ခုလို့ပြောတယ်ငါပြောလဲမင်းလိုက်နိုင်မဲ့ကွာမဟုတ်ပါငါမလုံနိုင်ဘူးမျက်နှာငယ်လေးနဲ့နောက်တစ်ပါးသွားမေးရပါအောင်အရှင်ဘုရားတပည့်တော်ရဲ့ဆရာလုပ်ပါအောင်ဗျာငါကအခုမှ10ဝါပဲရှိတယ်9ဝါပဲရှိလုပ်လို့မရဘူးနောက်တစ်ပါးရှာဗျာမျက်နှာငယ်လေးနဲ့တကြောင်လုံးရှိတဲ့ဥစဉ်တွေလိုက်မေးရတယ်မေးလို့မှကဲမင်းတာနာပေါင်းဝင်နေရဟန်းခံနေဆိုတော့ငါပြောတာလဲနားထောင်မယ်ဆိုရင်တော့ကဲမင်းငါဆရာလုပ်ပါမယ်ကွာလို့အဲ့ဒါလို့ပုတ်ရပြီဆိုမှခုနကတော့ဒီတပိတ်တို့သင်္ကန်းတို့ကိုလိုက်ရှာရတယ်ဒီဘက်ခေတ်သားဒကာဒကမတွေကအစင်နဲ့လှူးနေကြတန်းနေကြလို့စားစရာတပိတ်နဲ့ဝတ်စရာသင်္ကန်းကပြည့်စုံတာဖရာလက်ထက်တုန်းကယဟန္တာဖြစ်တယ်လူဝတ်ကြောင်ဘဝနဲ့ဟောလို့လူဝတ်ကြောင်ဘဝနဲ့ယဟန္တာဖြစ်တယ်တပိတ်သင်္ကန်းမရှိတော့ဖရာကကဲမင်း तू ကယဟန်ခံနေတာကို तू ကထုံးစံရယဟန္တာဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီနေမကူးခင်မဲ့အဲ့ဒီပုဂ္ဂိုလ်ကသင်္ကန်းဝင်ဝတ်ရတယ်သင်္ကန်းဝင်ဝတ်ရတယ်ယဟန္တာလို့ဆိုတဲ့ဂုံပုတ်ကြီးနဲ့လူတွေရဲ့လူဝတ်ကြောင်တွေရဲ့ဒီအဝတ်အစားတွေနဲ့မထိုက်တန်တော့တဲ့အတွက်အဲ့ဒီသင်္ကန်းမဝတ်နိုင်ဘူးရဟန်းမခံနိုင်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကနေချင်းပြီးပဲ
ပရိနိဗ္ဗာန်ဆံရတယ်တေရတယ်ဗျာအဲ့ဒါထုံးစံပဲတဲ့သူကနော်သာနာတော်မှာဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်ကဖရာစီမှာခွင့်တောင်းတယ်တပည့်တော်ရဟန်းပြုခွင့်ပေးပါဗျာဆိုမြတ်စွာဘုရားရှင်ကသူ့ရဲ့ရှေးဘုံရှေးကံတွေကြည့်လိုက်တော့တပိတ်သင်္ကန်းကလည်းအလိုလိုရနိုင်တဲ့အခြေအနေမရှိတော့အေဟိဘိက္ခုလို့ခေါ်တယ်တကိုးနဲ့ပြီးတဲ့တပိတ်သင်္ကန်းကိုရနိုင်တဲ့အခြေအနေမရှိတော့ကဲမင်းသွားရှာကြုံကွာတပိတ်သင်္ကန်းသွားရှာကြုံဆိုတော့သွားရှာတာမြို့ထဲသွားရှာနေလို့ရှိတယ်မြို့အဝင်ပေါက်တကားပေါက်နားမှာကျွဲခတ်ပြီးတော့တေရရှာတယ်အဲ့ဒီယဟန္တာပရိနိဗ္ဗာန်ဆံရတယ်ဒါကြောင့်မို့ဒီဘက်ခင်များဦးဇင်းတို့ကိုရင်တို့အမလီအလွယ်တကူနဲ့တကားဒကမတွေကယဟန်ခံဖို့ဆိုတပိတ်လေးနဲ့သင်္ကန်းလေးနဲ့လာကတ်တာနဲ့အလွယ်တကူရနေလို့မိမိတို့ရဲ့ယဟန်ဘဝကိုရင်ဘဝများတန်ဖိုးမဲ့အောင်တန်ဖိုးမရှိအောင်မလုပ်ကြနဲ့ဗျာရှေးတုန်းကများယဟန္တာဖြစ်တာတော့မှတပိတ်သင်္ကန်းမရှိလို့တာနာပေါင်ဝင်ခွင့်မရတဲ့ယဟန္တာပုဂ္ဂိုလ်ရှိသွားဘူးတဲ့ဟုတ်ပြီလားနော်ဒါကြောင့်မို့လို့နေရာကလည်းအရေးကြီးလာတယ်တဲ့ခုနကတော့၅ပါးပြောပြီနော်တပါးကဆရာလို့ရမယ်၅ပါးကဒီထဲမှာသူ့ရဲ့ရုပ်ပိုင်းဆရာနိုင်ပိုင်းဆရာတွေကိုမေးခွန်းတွေမေးလိုက်လို့ကျင့်တတ်ပြီဆိုမှအဲ့ဒီပုဂ္ဂိုလ်ကိုအဖွဲ့အစည်းတဲ့ကိုဝင်ခွင့်ပေးမှာအဲ့တော့နေရာလည်းလိုအပ်လာတယ်နေရာတိုင်းမှာလှုပ်လို့မရဘူးတဲ့လှုပ်လို့မရဘူးတဲ့အခုနကတော့ပြောတဲ့သေဒါပဲဟုတ်တယ်မလားနော်တရားခေါင်းစဉ်လေးနဲ့သေအရေးကြီးဆုံးပဲအဲ့ဒီသေမရှိရင်ဒီဘလောက်တောင်မဲ့ကြံတဲ့ပစ္စည်းတွေပြည့်စုံနေပြီစေတော့လှုပ်လို့မရတော့ဘူးတပိတ်တွေ10လုံးရှိပဲစေဦးတော့သင်္ကန်းတွေ10စုံရှိပဲစေဦးတော့ဆရာတွေ10ပါး15ပါးရှိပဲဆိုတော့တိမ်လို့ခေါ်တဲ့နေရာမှမရှိရင်အဲ့ဒီအဖွဲ့အစည်းကအဲ့ဒီလုပ်ငန်းကိုဆောင်ရွက်လို့မရဘူးပြောရရင်တော့ပါတီရဲ့ရုံးချုပ်ပဲတိမ်ဟာဟုတ်တယ်မလားပါတီဝင်တွေကိုလက်ခံတဲ့ရုံးချုပ်ပဲတိမ်ဟာဒါကြောင့်မလို့ဘလောက်တောင်အဆိုလေးတစ်ခုရှိတယ်လေရဟန်းတော်တွေဥစဉ်တွေကြားဦးကြမှာပေါ့ဝီနီးမှာတရားမှာလေးနဲ့ဝီနီးမှာသိန်းနဲ့နားလည်ဖို့ခဲရင်တယ်တာမန်ပုဂ္ဂိုလ်တွေကိုနားလည်ဖို့ခဲရင်တယ်ဒီသိန်းနဲ့ပတ်သက်ပြီးတော့တရားဓမ္မတွေဆိုတော့ပိုးဝေးတာပေါ့ဟုတ်တယ်မလားဘုန်းကြီးရဟန်းတွေတောင်မှအကုန်လုံးနားလည်ဖို့ခဲရင်တယ်နားလည်ဖို့ခဲရင်တဲ့အပြင်အယူဆတွေကလည်းအမျိုးမျိုးရှိလာပြန်ရောကဲခက်ပုံကတော့ပါဠိတော်တဲ့အထက်ကထာတဲ့တီကာတဲ့စာမှာ၃မျိုးရှိတယ်ပါဠိတော်ဆိုတာမြတ်စွာဘုရားနှုတ်ကပတ်တော်ကနေဓာတ်ရိုက်ပြောလိုက်တာပါဠိတော်အဲ့ဒီစကားလုံးလေးတွေကတိတ်ပြီးတော့မရှင်းလင်းလို့ဆိုပြီးတော့ထပ်ပြီးတော့ဖွင့်တယ်အထက်ကထာတဲ့အဲ့ဒီအထက်ကထာစကားတွေကလည်းတိမ်မြုပ်နေတယ်နားမလည်တော့သေးဘူးဆိုထပ်ပြီးတော့တီကာတဲ့ထပ်ဖွင့်မြန်ရောခုခေတ်စကားနဲ့ပြောဆိုရင်ဗုဒ္ဓမြတ်စွာရဲ့စကားတော်တွေပါဠိတော်တွေကအခြေခံစီမင်းအထက်ကထာတွေကလှုပ်ထုံးလုံနီးဒီဓာတွေကဗါတဲ့လက်ဆွဲလို့ခေါ်တာပေါ့နော်ဥပဒေရဲ့တရုပ်ဖော်တဲ့နေရာပေါ့လက်ဆွဲပေါ့ဒီပြဆိုကြပါစို့အခြေခံစီးမြင့်ရဲ့လှုပ်ထုံးလုံနီးရဲ့လက်ဆွဲရဲ့၃မျိုးအဲ့တော့ဗုဒ္ဓမြတ်စွာကတော့အနုဇာနာမိဘိက္ခွေတိမန်တမ္မဏိတုံတိန်ကိုသမုတ်ရအောင်ငါခွင့်ပြုတယ်ဒီလောက်ပဲပြောခဲ့တာအထက်ကရာဆရာတွေတီကာဆရာတွေကသူတို့ရဲ့အတ္တနောမတိဆိုတာမှတ်တာပေါ့မိမိရဲ့အယူဆတွေနဲ့ထပ်ပြီးတော့ဖွင့်ပြကြတော့ရှုပ်ထွေးကုန်တော့တချို့ကလည်းဒါကြိုက်ဟိုကတချို့ကြလည်းဒါမကြိုက်မြတ်စွာဘုရားဟောကြားသွားတဲ့တရားတော်တွေကိုထပ်ပြီးတော့ဖွင့်ရတဲ့နေမှာအယူဆတွေကအမျိုးမျိုးဖြစ်ကုန်ကြတော့အဲ့လိုဂိုင်းတွေကလည်းအမျိုးမျိုးဖြစ်ကုန်ကြတာသို့တော်လည်းပဲဝီနီးနဲ့ပတ်သက်လာရင်တော့ဂရုကလဟုကေတုဂရုကေယေဝထာတဗံတဲ့အပေါ့နဲ့အလေးရှိရင်အလေးဘက်ကိုသာလိုက်နာရမယ်လို့သူကစီမင်းလေးကတော့ရှိထားတာဟုတ်ဗျာဒါကြောင့်မလို့တင်းကျပ်တဲ့ဘက်ကိုလိုက်ကြရတော့ထုံးစံပေါ့တချို့ကဒီကိုတိမ်ကိုသမုတ်တာနဲ့ပတ်သက်ပြီးတော့သူက၃မျိုးရှိနေတယ်အလိုလိုနေကိုတိမ်ဖြစ်နေတဲ့နေရာတွေရှိတယ်ရွာဆိုရင်ဂါမသိန်းနဲ့မြို့ဆိုရင်နဂရသိန်းနဲ့တောဆိုလို့ရှိရင်အရိညသိန်းနဲ့ဟိုပင်လယ်ထဲဆိုရင်သမုဒ္ဒသိန်းနဲ့မြစ်ထဲချောင်းထဲဆိုရင်ဥဒကုတ်ခေပသိန်းနဲ့တိမ်နဲ့လွတ်တဲ့နေရာလို့ဘယ်နေရာမှမရှိဘူးအဲ့ဒါလည်းမှတ်ထားအောင်တိမ်နဲ့လွတ်တဲ့နေရာမရှိဘူးအောက်ပြေအောက်ရောကဒကာဒကမတွေရဘုန်းကြီးတို့ရှမ်းပြေရဒကမတွေရရှိတဲ့တိမ်ထဲကိုအမျိုးသမီးတွေမဝင်ရဘူးတဲ့ဘသူကစပြီးတော့ရှောက်တီထွင်လိုက်မှမသိဘူးဘသူကရှောက်မဟုတ်တရုပ်တွေရှောက်ပြောလိုက်မှမသိဘူးမဝင်ကြဘူးတချို့ရတယ်မှာဝင်တော့ဘာဖြစ်လဲဘာမှဖြစ်ပါဘူးအဲ့လိုဆိုဒါအကုန်လုံးတိမ်နေပဲဟုတ်တယ်မလားနော်အဲ့လိုသာဆိုရင်တော့နေရာတိုင်းမှာတိမ်ထဲကိုအားလုံးကနေရာအားလုံးကတိမ်ဖြစ်နေတာပြခုနကဘုန်းကြီးပြောခဲ့တယ်လေမြို့တိမ်ရွာတိမ်တောတိမ်ဟုတ်တယ်မလားရေတိမ်ဘယ်နဲ့လုံမလို့အမျိုးသမီးဘယ်နာသွားနေမလို့လေပင်ကြိုးချီပြီးတော့ထုတ်ဆွဲထားအောင်ပေါ်နေသူတို့ဟုတ်တယ်မလားနော်နေလို့မရတော့ဘူးအဲ့လိုဆိုဘာမှမဆိုင်ဘူးအယူဆတွေ
ရှောက်ပြီးတော့ဘုန်းကြီးတွေကရှောက်ပြီးစကားဆက်မိလို့ပြောအောင်မယ်ဘုန်းကြီးယဟန်တွေကိုကတ်တယ်တချို့တရားဓမ္မတွေနားမလို့ကတ်ပြီးမကင်နဲ့ဘာမှမဖြစ်ဘူးကင်နဲ့မှတ်တာနောက်ကိုဘာမှဖြစ်ဘူးဘုန်းကြီးတရားကိုစွန့်လိုက်ပြီးမစားတော့ဘူးကဲယူကြတော့ပြုကြတော့ဆိုမှ तू ကတကယ်တမ်းကို तू စွန့်လို့လိုက်မှဒါအကတ်ပြက်တယ်တချို့ကဘသူကတင်ထားမှမသိဘူးအဲ့ဒါမျိုးလေမကင်ရဘူးမပြုတ်ရဘူးနဲ့ဘာမှဖြစ်ဘူးကင်တချို့ကရှိသေးတယ်ဟုတ်လားနော်မေးဘူးတယ်အာဝဇ္ဇာသိကောင်းလားဘုန်းကြီးယဟန်တွေကိုအဲ့လိုမစားရင်ကတ်တာဘာလို့တာတော့ဖျားဒါအပေါ်လေးများချိန်တာလားဟင်းကွက်တွေဘလောက်လေးတုံးဆိုချိန်တာလားဖျားမေးတဲ့ပုဂ္ဂိုလ်ရှိသေးတယ်အာဝဇ္ဇာသိကောင်းလားနောက်တခါတစ်ခုပြောဦးမယ်အာယုံတက်တာနဲ့ပတ်သက်ပြီးတချို့ကဟိုနိုင်ငံတော်တွေရဲ့စံချိန်က12နာရီရဲ့ဒီဘက်ကို तू ကတရက်ယူတာကိုဟုတ်တယ်မလား12နာရီကကြော်သွားရင်ဟိုဘက်ရက်ကိုရောက်သွားတာအဲ့တော့တချို့ဒုံလဘတွေကဗျာအဲ့လို12နာရီကြော်သွားရင်ဟိုဘက်ကိုစားကောင်းပြီလို့ထင်နေတဲ့ပုံကိုယ်တွေအများကြီးရှိသေးတယ်အာယုံတက်မှစားရတာအာယုံတက်တယ်ဆိုတာလဲအခုခေတ်ကာလမှာဆိုတော့4နာရီခွဲနဲ့5နာရီကြားတွေကို तू က10မိနစ်စီပြောင်းလဲနေတယ်နေဝါဆိုညပြသူတဲ့နေတာအရှိဆုံးဟာဝါဆိုလညတာအရှိဆုံးဟာပြသူလအဲ့ဒီကြားထဲမှာ4နာရီခွဲတဲ့စောတဲ့ကို4နာရီ10မိနစ်အောင်တက်တယ်4နာရီမိနစ်20အောင်တက်တယ်ထုံးစံမရှိဘူး4နာရီခွဲမှအောင်တက်တယ်နော်အဲ့ဒါကတခုနောက်တစ်ခါရော့လိုက်လာတယ်သူက10မိနစ်စီ9နာရီခွဲကြတော့ရပ်သွားပြန်ရော9နာရီခွဲတဲ့ဟိုနောက်ကြတဲ့9နာရီမိနစ်40မှတက်တယ်9နာရီမိနစ်50မှတက်တယ်ဆိုတော့အာယုံလည်းမရှိဘူးတနာရီတွင်းလေးတွေပဲသူကဒီလိုကစားနေတယ်နေ့6လည6လပေါ့မှတ်ထားပေါ့ဟုတ်တယ်မလားနော်ရှေးတုန်းကဆရာတော်ကြီးဆိုအဆိုလေးတောင်မှသူကရှိသေးတယ်အဆိုလေးနဲ့လှုပ်ထားတာဒါကြောင့်မို့လို့အာယုံတက်မှစားကောင်းတယ်ဘုန်းကြီးရဟန်းနေရတော့အဲ့ဒါမှသူကကာလရောက်တာပေါ့ဂျာနဲ့နေရာတွေကိုဝိကာလလို့ခေါ်တယ်ဝိကာလဆိုတာစားကောင်းတဲ့အခါမဟုတ်ဘူးနောက်တစ်ခါတန်ဃာတော်အရှင်မြတ်တွေရဲ့အကျင့်ကိုအကျဉ်းချုပ်ချုပ်လိုက်မယ်ဆိုရင်နှစ်ချက်ပဲရှိတယ်တဲ့ဧကဗတ္တတဲ့နော်တစ်ထပ်သေးပဲစားရတယ်ဧကသေးရတယ်တယောက်သေးပဲအိပ်ရတယ်ဒါပဲတဲ့နှစ်ချက်သေးပဲအဲ့ဒီမှာဧကဗတ္တဆိုတာတစ်ထပ်သေးပဲစားရမယ်ဆိုတဲ့နေရာမှာ तू ကဟိုတဏီကုံတစ်ထပ်သေးပဲစားရမယ်လို့ပြောစရာထင်စရာရှိတာပေါ့မနေ့အာယုံတက်တဲ့ချိန်ကစပြီးတော့နေ့လယ်မွန်းတက်တဲ့ချိန်စီတက်နိုင်လို့ကိုယ့်အကို10ကားစားနေတယ်ဧကဗတ္တပဲနော်ဒီအာယုံမတက်ခင်အချိန်တွင်းကိုစားနေတာတက်နိုင်လို့ကိုယ့်အကိုစားကြပေါ့10ကားစား15ကားစားသူ့ကိုဧကဗတ္တလို့ပဲတစ်ထပ်သေးစားတယ်လို့ပဲသုံးပါတယ်ဗျာနော်ဒူတင်ဆောင်ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်ဧကတနိဒူတင်တို့ဘာလို့ဆိုတာနော်ပတ်တပိုင်းဒူတင်တို့ဆိုတာဒူတင်ဆိုတာတွေလည်းအများကြီးရှိတာပါပဲဆိုကြပါစို့အဲ့ဒါတွေကတော့ခန္ဓာကိုယ်မှာရှိတဲ့ကိလေသာတရားတွေကိုတနည်းနည်းအပြင်ပယ်တတ်တဲ့နည်းတွေပေါ့နော်အဲ့တော့သိနဲ့ပတ်သက်ပြီးတော့နည်းနည်းနားလည်အောင်ပြောမလေသူကဟုတ်လားနော်အလိုလိုနေသိဖြစ်နေတဲ့နေရာတွေကြီးပဲအကုန်လုံးသိကလွတ်တဲ့နေရာမရှိဘူးဒါမြင့်ဘာဖြစ်လို့ဗမာနိုင်ငံမှာဒီလိုအဆောက်အဦကြီးဆောက်တယ်ပြီးတော့သိသမုတ်နေရတာလဲမေးစရာရှိလာတာပေါ့ဟုတ်တယ်မလားကွက်လေးလှုပ်လာရတာလဲမေးစရာရှိတာပေါ့အများနားလည်အောင်ပြောရင်တော့ဟိုအာဖရိကတိုက်ထဲမှာဘုန်းကြီးဟန်းနေတဘာမှမရှိဘူးအများကမရှိတာသိကြတယ်ဆိုတော့အဲ့ဒီနေရာလေးမှာ၅ပါးစုတယ်ပြီးတော့ရဟန်းခံလိုက်ဘာမှပြဿနာမရှိဘူးဘယ်နေရာရဟန်းခံရတယ်အာဖရိကတိုက်ထဲလိုနေရာမျိုးတွေဟုတ်တယ်မလားဗမာနိုင်ငံလိုအမျိုးကြမရတော့ဘူးဒီရက်ကွက်ထဲလဲကြောင်းနေရအများကြီးဟိုရက်ကွက်ထဲလဲကြောင်းနေအများကြီးအဲ့ဒီပုံကိုယ်တွေတိမ်ထဲမှာရှိတဲ့ပုံကိုယ်တွေကတော့ဟောဒီမှာဒီလိုထိုင်တယ်လို့ပဲတပားနဲ့တပား3ပေလောက်ပေါ့ကပ်ပြီးတော့ထိုင်ရတယ်စာထဲမှာတော့သူက2000နဲ့တထွာပေါ့2000တထွာကိုဟထပါဒလို့စာထဲမှာသုံးတယ်တပားနဲ့တပားအဲ့လောက်နီးကအောင်ထိုင်ရတယ်အဲ့လိုကွာသွားရင်သူကမရတော့ဘူးအဲ့လောက်နီးနီးကက်ကက်လေးထိုင်ပြီးတော့အဲ့ဒီမှာသူတို့ရဲ့ဆောင်ရွက်ဆရာကိစ္စတွေကိုလုပ်ကြရတယ်အဲ့တော့တခြားကျောင်းတွေမှာရှိတဲ့ပုံကိုယ်တွေတခြားဆက်ဆက်နေတဲ့နေရာတွေမှာရှိတဲ့ပုံကိုယ်တွေကိုနံပါတ်1ကဒီထဲကိုမလာစေခြင်းဘူးဆိုရင်သူတို့ရဲ့သဘောတူညီချက်ကိုယူရတယ်နံပါတ်1သဘောမတူဘူးဆိုလို့ရှိရင်အဲ့ဒီသူတို့ကျောင်းထဲမှာရှိတဲ့အခုလိုတိမ်လဲရှိတယ်ဦးမယ်အဲ့ဒီတိမ်ထဲမှာသွားနေနောက်တစ်ခါဒီကိုလဲခေါ်ရင်ခေါ်ရအောင်ခေါ်3နည်းပေါ့နံပါတ်1ကဒီထဲကိုရောက်အောင်ပစ်အကုန်လုံးပေါ့တစ်မျိုးလုံးရှိတဲ့ပုံကိုယ်တွေရအောင်ပစ်နိုင်လဲပစ်နံပါတ်2ကြတော့မလာနိုင်ဘူးမပစ်နိုင်ဘူးဆိုရင်အဲ့ဒီပုံကိုယ်တွေကိုရဲ့သဘောတူညီချက်ကိုယူသဘောတူညီချက်မပေးနိုင်ဘူးဆိုရင်အဲ့သူတို့ကျောင်းတွေမှာလဲဒီလိုတိမ်မျိုးလေးတွေရှိနေမယ်ဒီချိန်9နာရီကနေ10နာရီအတွင်းတော့ဒီကျောင်းတိုက်ထဲမှာ
ရန်ခံတဲ့ကိစ္စလုံးမလို့ပါဗျာလုံးဖို့ရအစီအစဉ်ရှိပါတယ်အရှင်ဘုရားတို့သဘောမတူဘူးဆိုရင်လည်းအဲ့ဒီအရှင်ဘုရားတို့ကြောင်းထဲရှိတဲ့တိမ်လေးတဲ့ကိုဝင်းနေကြပါဗျာဆို၃ချက်အဲ့ဒါမှဒီပြုလုပ်တဲ့ကံကဘာဖြစ်လဲအောင်မြင်တယ်အဲ့ဒီတော့အခုလိုကြောင်းလေးနဲ့တက်တက်လေးသမုတ်ထားပြီးတိမ်တီးတန့်ရှိနေပြီဆိုရင်တော့သူ့ဟာသူဒီကြောင်းထဲမှာဟိုတိမ်ကနမိတ်ကလေးတွေနမိတ်လို့ခေါ်တာပေါ့တိမ်တိုင်လေးတွေအဲ့ဒီအပြင်ဘက်မှာအပါ10ပါးရှိ15ပါးရှိဘာမှလုံးရှာမလို့တော့ဘာဖြစ်လို့လဲဒီကွက်ကွက်လေးကိုသာသူကတိမ်လို့တတ်မှတ်ထားတာကိုသဘောပေါက်တယ်နော်ဟုတ်တယ်မလားနော်ရှင်းအောင်ပြောဖို့ကြအောင်တော့ခဲရင်တယ်ရှင်းအောင်ပြောဖို့ကြတော့နော်ဒါကဗုဒ္ဓမြတ်စွာရဲ့တပ်ပညုတဉာဏ်တော်နဲ့ကိုတီထွင်ထားတဲ့ဒါနီလန်စည်းကမ်းနေမို့လို့ခဏလေးချိန်ကြည့်အောင်နော်အံဩစရာသိကောင်းတာစားစရာဝတ်စရာနေစရာအကုန်လုံးယဟန်တော်တွေနဲ့ပတ်သက်ပြီးကိုရင်တွေနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်မလားမြတ်စွာဘုရားရှင်ကပြညတ်ထားခဲ့တာဥပဒေတွေရေးဆွဲထားခဲ့တာသူ့သားတော်တွေအတွက်ဒီစီမင်းစည်းကမ်းတွေတိုင်းလိုက်နာကျင့်သုံးကြဆိုပြီးတော့ပြညတ်ထားခဲ့တာအဲ့ဒီစီမင်းစည်းကမ်းတွေတိုင်းတန်ဃာတော်ရှင်မြတ်တွေကလည်းလိုက်နာကျင့်သုံးလို့ခဏလေးချိန်ဒီအဲ့ဒီဥပဒေတွေကိုလည်းတွေ့နေကြရတာနော်တကယ်တမ်းတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်လည်းတွေ့ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နိုင်ကြတာပေါ့အဲ့ဒီစီမင်းစည်းကမ်းတွေသာမရှိဘူးဆိုရင်တွေးကြည့်ပါဦးအတိတ်ပဲနော်ပါတီဝင်ပုဂ္ဂိုလ်တွေဒီလိုပြန်ကျဲပြီးတော့ဘယ်ပုဂ္ဂိုလ်မှဟိုတန့်စင်တဲ့ပါတီဝင်တွေမဖြစ်နိုင်တော့ဘူးတကယ်တန့်စင်တဲ့ဒင်းပြစ်ပါတီဝင်တွေမဖြစ်နိုင်တော့ဘူးမရှိနိုင်တော့ဘူးပျောက်လဲပျောက်သွားတော့ပြီလေနော်အာဝေါ်ရှာသိကောင်းတယ်ဒါကြောင့်မလို့ဗုဒ္ဓမြတ်စွာရဲ့တပ်ပညုတဉာဏ်တော်ဆိုတာတာမန်ပုဂ္ဂိုလ်တွေခံမှန်းလို့မရဘူးဆိုတာဒီလိုစီမင်းစည်းကမ်းလေးတွေကစပြီးတော့အဘိဓမ္မာ9ကျမ်းဟောသွားတယ်လေယမိုက်တွေပဋ္ဌာန်းတွေဟုတ်တယ်မလားဘသူနားလည်နိုင်လဲတာမန်လူသားတွေနားမလည်နိုင်လို့နတ်ပြည်တဲ့ဟောရတယ်ယမိုက်တို့ပဋ္ဌာန်းတို့ဟုတ်တယ်မလားလူသားတွေနားမလည်နိုင်ဘူးလေနားမလည်နိုင်ဘူးခဏချိန်လဲဖတ်နေတယ်ရွတ်နေတယ်ဘာနားလဲလို့ဘာမှနားမလည်နိုင်ဘူးအကြောင်းအကျိုးဆက်ဆက်မှုကို तू ကပြောထားတာတကယ်တမ်းသိလေးနဲ့တယ်စကားဆက်ပြီးတော့ပြောရင်ရှေ့9ကျမ်းရှေ့6ကျမ်းမှာဗုဒ္ဓမြတ်စွာကဟောတဲ့အချိန်မှာခန္ဓာကိုယ်ကအလင်းရောင်နေမထွက်ဘူးပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်တဲ့အချိန်ဟောကြားတဲ့အချိန်မှာခန္ဓာကိုယ်ကရောင်ကြီးတော်6တွေထွက်တယ်လို့ကြားဘူးလားဟုတ်တယ်မလားရောင်ကြီးတော်6တယ်ဆိုတာကြားဘူးရတယ်မလားဒီမှာအလံလေးတွေရှိတယ်အလံလေးကိုကြည့်လိုက်ပေါ့ဒီအလံလေးကရောင်ကြီးတော်6တယ်ကိုကိုစားပြုထားတာနီလာတဲ့သူကအညိုရောင်လေးအစွန်ဆုံးမှနေတာအခုကျတော့အပြာလေးလှုပ်ထားတာထင်တယ်နော်နီလာပိဒဆိုတာလေးကအဝါရောင်လောဟိတဆိုတာလေးကဘာလဲအနီရောင်ဩရာတဆိုတာလေးကအဖြူရောင်မင်စိဋ္ဌဆိုတာလေးကပန်းရောင်ပေါ့သူကနော်ပန်းရောင်မင်စိဋ္ဌဆိုတာလည်းပန်းရောင်ပပတရာတဲ့ပြိုးပြိုးပြက်တဲ့အရောင်ပြိုးပြိုးပြက်တဲ့အရောင်ဆိုတော့ဘာမှမသိလို့အဲ့ဒီမှာဟို9ရောင်ပဲသူကတစ်ခုစီထိတ်လေးပါရေးထားတာဟုတ်တယ်မလားနှစ်ပေါင်း100ကျော်သွားပြီဒီအလံပေါ်လာတာဗမာလူမျိုးကတီထွင်လာလည်းမဟုတ်ဘူးထေရဝါဒ9နိုင်ငံရှိတယ်ထိုင်းနိုင်ငံဗမာနိုင်ငံသီရိလင်္ကာကမ္ဘောဒီးယားလာအိုထေရဝါဒနိုင်ငံတွေအဲ့ဒီထေရဝါဒ9နိုင်ငံကပုဂ္ဂိုလ်တွေကတီထွင်တာမဟုတ်ဟိုအမေရိကန်နိုင်ငံသားစစ်ဗိုလ်ချုပ်ကြီးတယောက်ကတီထွင်သွားတာအာဝေါ်စရာကောင်းတာကာနယ်အိုကော့တဲ့နော်တကယ်အရှိတောင်အာရှမှာသူကစစ်လာတိုက်နေသီရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဖြစ်တယ်ပြီးတော့ဗုဒ္ဓဘာသာအလံတော်တစ်ခုတီထွင်ရအောင်ဆိုတော့ तू ကအကြံပေးလိုက်တာဟာသဗ္ဗန္နရန္တိယောရောင်ကြီးတော်6တွေရှိတာပဲအဲ့ဒီအယောင်ကိုလောက်အောင်ဆိုပြီးတော့ဒီမှာပြိုးပြိုးပြက်ပြက်ပပတ္တရာဆိုတဲ့အယောင်ကိုတော့ဘလို့မှအဓိပ္ပာယ်မဖော်နိုင်လို့ရှေ့ကနေပြီးတော့အဲ့ဒီ9ရောင်ကိုပဲအတူလေးတွေနဲ့ထည့်ထားတာဟုတ်တယ်မလားထည့်ထားတာဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာကပဋ္ဌာန်းတရားတော်ကြီးကဘလောက်တောင်လေးနဲ့တလဲဆိုရင်အဲ့ဒါကိုဆင်ញင်တဲ့အချိန်မှာခန္ဓာကိုယ်တွေကဉာဏ်တွေကိုနော်ဟုတ်လားနော်ဉာဏ်တော်တွေကိုလွှာပြီးတော့ပေါ့ခုခေတ်စကားနဲ့ပြောရင်သုံးရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ဟာအင်မတန်တန်ရှင်းစင်ကြယ်တဲ့ပြီးတော့အယောင်တွေထွက်တာပဲအယောင်တွေထွက်တာဟုတ်တယ်မလားရိန်ဘိုးလို့ခေါ်တဲ့တက်တန်တွေတွေ့တယ်မလားမိုးတွေတအားရွာနေနဲ့သူမပေါ်လာဘူးမိုးမရွာရင်လည်းသူမပေါ်လာဘူးမိုးလေးဖွာဖွာလေးကြပြီးတော့နေဘူးနေတဲ့ချိန်မော့ကြည့်လိုက်မြင်ရတယ်မဟုတ်လားဒါမျိုးတွေအယောင်လေးတွေအဲ့ဒီပုံစံမျိုးပဲဒါရောင်ကြီးတော်ကြောက်တယ်ဆိုလိုတာကတော့တာမန်အချိန်မှာအယောင်ဆိုတာပေါ်လေးမရှိဘူးတကယ်ကိုနည်းနည်းစဉ်းကျင်စဉ်းစားပြီးတော့ဉာဏ်လေးကိုမြူးနေတဲ့ချိန်မို့လို့ဗုဒ္ဓမြတ်စွာမှာလည်းရောင်ကြီးတော်6တွေတည်းအဲ့လိုကိုမြူးတာဒါကြောင့်မို့ဟုတ်လားနော်ဗုဒ္ဓမြတ်စွာထားခဲ့တဲ့ဒီအဖွဲ့အစည်းကြီးကိုမင်းတို့တွေလူတိုင်းပုဂ္ဂိုလ်တိုင်းကိုအခမဲ့တော့နော်အလဟတတော့အဝင်မခံကြနဲ့ဒီလိုစီးမြဲစည်းကမ်းနေနဲ့ပြည့်စုံမှသာလဲဝင်ခွင့်ပေးကြဆိုပြီးတော့ခုနကဘုန်းကြီးပြောခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာနိုင်ပိုင်းဆိုင်ရာတွေကိုမေးတယ်ဟုတ်တယ်မလား
နောက်တစ်ခါပုံကိုယ်တွေကိုလည်းတဘာတဲ့လက်သိထိုးပြီးတော့အဝယ်မခံတဲ့အနည်းဆုံး5ပါးရှိပါစေနေရာလည်းပဲအဲ့ဒါလိုဟောလို့တိမ်ဆိုတဲ့နေရာမျိုးကိုသာနေဟုတ်လားနော်ဆောင်ရွက်ကြပြီတော့ဆိုဗုဒ္ဓမြတ်စွာကပြညတ်ခဲ့လို့ဒီတိမ်ဆိုတဲ့အဆောက်အဦတစ်ခုဟာခဏသာသနာတော်မှာတကယ်အလေးနဲ့ကိုထင်ရှားလာခဲ့တာရေတိမ်ဆိုတာရှိသေးတယ်ဒါကတော့ကုန်းပေါ်မှာဆောက်တဲ့တိမ်မို့လို့ဘုန်းကြီးတို့ဒီမှာတော့ရေရှိတဲ့နေရာတွေရှားလို့တောရက်တွေမှာရေရှိတဲ့နေရာတွေကိုဥဒကုတ်ခေပသိရေရှိတဲ့သိရေသိမ်ပေါ့နော်ຫນွေခါ၄လဆောင်းခါ၄လပေါင်း၈လရေတစ်စက်မှမရှိကျင်သေးပြီစီမိုး၄လအတွင်းဝါဆိုလာပြီးတော့တရက်နေ့ကနေပြီးတော့တစောင်းမွန်းလာပြီးနေ့အထိမိုး၄လအတွင်းမှာရေလေးတစ်ထွာတစ်မိုက်လောက်ပေါ့စာထဲမှာတော့ပြထားတယ်အဝန်း၃ပါးညီအောင်ချောင်းထဲကိုဖြတ်သွားတဲ့ဘိက္ခုနီမတယောက်ရဲ့တင့်မိုင်တင်ခန်းလေးကိုရေဆိုယုံလေးပေါ့ဆိုကြပါစို့အလွန်ဆုံးရှိလားတစ်ထွာလက်လေးတစ်ပေါ့နော်တပေလောက်ပေါ့အဲ့လောက်လေးကိုရေမိုးလေးလာနော်ကြံတဲ့ချိန်တွေမရှိကျင်နေပြီစီမိုးလေးလာမှာရေရှိရင်ကိုအဲ့နေရာလေးကိုဥဒိုခေပသိရေသိမ်ဖြစ်နေတန်ဃာတော်ရှင်မြတ်တွေကအခုလိုရဟန်းခံတဲ့ကံကြီးကံငယ်တွေကိုဆောင်ခွင့်ပြုတယ်လို့ဗုဒ္ဓမြတ်စွာပြညတ်ထားခဲ့တာနော်ဗမာနိုင်ငံမှာတော့ရှားပါတယ်ရေသိမ်ဆိုတာဟိုသီးလင်္ကာတို့ကြတော့ကုန်းမော်ကသိမ်နေမရှိဘူးရေတွေကသိမ်မဲ့သူတို့စီကတော့ချောင်းနေအင်းအိုင်နေပေါ်တာဘူးမြစ်ထဲသွားပြီးတော့သမုတ်လေရတာပဲအခုရန်ကုန်မြစ်ရှိတယ်မို့လား तू ကဟိုစီးနေတဲ့မြစ်ထဲမှာကျတော့ तू ကတမျိုးပေါ့နော်လှေနဲ့သွားတာပေါ့လှေနဲ့သွားတယ်ပြီးတော့ तू ကလှေလေးကိုမြဲအောင်လုပ်ပြီးတော့မျောနေရင်တော့မရဘူး तू ကငိမ့်နေအောင်စိုက်တယ်ပြီးတော့အဲ့ဒီပုံမှာသွားကံပြူရင်လည်းရဟန်းခံနေရတာပဲသို့တော့ဒီเจ้าတိုက်ကြီးကနေရဟန်းခံတဲ့ပုံကိုရှိတယ်တပားရှိတယ်မြစ်ထဲသွားရရနှစ်ပါးလည်းမြစ်ထဲသွားရရဆိုဘယ်နဲ့လုပ်မလဲလွယ်ကူချမ်းသာစွာရဟန်းခံတဲ့ကိစ္စကံကြီးကံငယ်ဆောင်တဲ့ကိစ္စကိုဆောင်ရွက်ဖို့ဆိုပြီးတော့အခုလိုပါလဲတိမ်ကိုသမုတ်ခဲ့တာတိမ်ကိုမြတ်စွာဘုရားရှင်ကခွင့်ပြုခဲ့တာဟုတ်တယ်မလားဒီအဆောက်အဦကြီးတွေဆောက်တယ်တန်ဃာတော်ရှင်မြတ်တွေလွယ်ကူစွာချမ်းသာစွာလုပ်ဖို့အတွက်ဆိုအဆောက်အဦမဆောက်လဲမြေကြီးပေါ်မှာလဲတန်ဃာတော်ရှင်မြတ်တွေကကံကြီးကံငယ်ဆောင်လို့ရတယ်ကံကြီးကံငယ်ဆောင်လို့ရတယ်တကားဒကမတွေနေအစ်စ်ဆောက်ခြင်းနဲ့နော်ဝင်းလေးနဲ့အစ်စ်လေးနဲ့အိမ်လေးအစ်စ်ဆောက်ခြင်းနဲ့တန်ဃာတော်ရှင်မြတ်တွေလာပင့်တယ်တပည့်တော်တို့အိမ်ကြွပြီးတော့မြေတန့်ပိရိလေးရွတ်ပေးပါအောင်ဖေဟာမြေတန့်ပိရိလေးရွတ်ပေးပါအောင်ဖေဟာဆိုရင်တန်ဃာတော်ရှင်မြတ်တွေကကြွတယ်ပြီးတော့ဒီတိမ်ကိုနှုတ်တဲ့ကမွာစာကိုဖတ်တာပဲတိမ်ကိုနှုတ်တယ်ပထမနော်ကမွာစာတစ်မျိုးကိုဖတ်လိုက်တယ်အဲ့ဒါလိုဖတ်ပြီးတော့မှစိတ်ချရပြီဆိုတော့မှတိမ်ကိုသမုတ်တယ်နှစ်မျိုးလောက်ရတယ်အဲ့တော့ဒကာဒကမတွေကတပည့်တော်တို့မြေလေးကိုတန့်ပေးပါအောင်ဖေဟာတို့သွားပြီးတော့ရှောက်ရင်တန်ဃာတော်ရှင်မြတ်တွေရှောက်ရင်တန်ဃာတော်ရှင်မြတ်တွေကကြွလာတယ်ပြီးတော့အဲ့ဒီတိမ်နှုတ်တဲ့ကမွာစာလေးကိုဖတ်ပေးတာတခြားမြေတန့်တဲ့ကမွာစာဆိုတာတီးတာမရှိဘူးဘာဖြစ်လို့မြေကိုအဲ့လိုတိမ်နှုတ်တဲ့ကမွာစာကိုနှုတ်ရတာလဲဆိုတော့ဟောဒီကဘာကြီးကဖျား9စုပွင့်မယ်ဖျား9စု4စုပွင့်သွားပြီဟုတ်တယ်မလားကာကုတံကောနာကုံကတ္တပခောရမဖျား9စုပွင့်သွားပြီကဘာကြီးကဒီကဘာကြီးကမပြတ်သေးပဲနဲ့ဖျား4စုပွင့်သွားပြီနောက်ဖျား1စုပွင့်ဖို့ကြံသေးတယ်အရိမတ္တယဆိုဖျား1စုပွင့်မှာကဘာကြီးမပြတ်သေးပဲနဲ့ကိုသူကပွင့်မှာအဲ့တော့ဖျား4စုတဲ့ထက်မှာဒီကဘာမြေကြီးကဟိုပြောင်းလဲသွားတာမဟုတ်တဲ့အတွက်ကိုနေမဲ့အိမ်နေရာမှာတိမ်နေဖျားเจ้าနေရှိခဲ့မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးရှိနိုင်တာပေါ့အတဲ့ဗျာဟုတ်တယ်မလားတိမ်လိုနေရာမျိုးရှိခဲ့မယ်ဆိုရင်အဲ့ဒီတိမ်ပေါ်မှာသွားပြီးတော့အိမ်ဆောက်မိရင်အပြစ်တွေကြီးလေးမှာဆိုလို့တန်ဃာတော်ရှင်မြတ်တွေပင့်လိုက်တယ်ပင့်ဖိတ်တယ်ပြီးတော့အဲ့ဒီတိမ်ကိုနှုတ်ပလိုက်တာတိမ်ဖြစ်ကနေမဟုတ်တော့အောင်ပေါ့အတဲ့ဗျာဟုတ်တယ်မလားအခုဒီသမုတ်ထားတဲ့တိမ်နေရာအကြောင်းချက်နှစ်မျိုးကြောင့်မို့ပဲပြက်တယ်အဲ့ဒါမှတ်တာနံပါတ်1ကကဘာမြေကြီးပျက်စီးသွားရင်ဒီတိမ်နေရာလည်းပဲသူ့ဟာသူမြေကိုခံတဲ့ရေတိုင်အောင်သမုတ်ထားတဲ့တိမ်နေရာလည်းပျက်စီးသွားတယ်ကဘာကြီးပျက်စီးသွားရင်ဟုတ်တယ်မလားနောက်တစ်ခုကျတော့ယဟန်တန်ဃာတော်တွေကမလိုအပ်တော့ဘူးဆိုပြီးတော့အဲ့ဒါကိုကမဝါစာနဲ့အဲ့ဒီတိမ်အတွင်းထဲမှာသွားရပြီးတော့နှုတ်ပလိုက်ရင်လည်းအဲ့ဒီတိမ်ကပြက်တယ်အဲ့ဒီတိမ်ကပြက်တယ်စကားမဆက်ဒီတိမ်ကတော့အကုန်လုံးသမုတ်ထားတာပေါ့အော်အရင်အဟောင်းမယ်ဒါဥပရိပါဇာတာမဟုတ်ဘူးဒီဥဒ္ဒုံကမှတချို့ကြတော့ဒီဘက်ခေတ်တွေမှာခေတ်စားတယ်နော်ဥပရိပါဇာတာဆိုတာအခုလိုသုံးဓာတ်ကြောင်းကြီးမှာအပေါ်ဆုံးဓာတ်ပဲဒီပြလို့သမုတ်တယ်ဖေဟာပေါ့ဒီလိုတိမ်မျိုးနဲ့ဘယ်လိုကွာလဲလို့မရင်ဒီလိုတိမ်မျိုးကတော့သူ့ဟာသူအဆောက်အဦကြီးတွေ10ဓာတ်ဆောက်15ဓာတ်ဆောက်အပေါ်မှာတိမ်မယ်ဘာမှမပြက်ဘူးနော်ပြိုကျသွားလဲအကြောင်းတစ်မျိုးကြောင့်မို့ပြိုကျသွားငရင်လှုပ်လို့ဆူနာမီဖြစ်လို့ပြိုကျသွားအောက်ကမြေကြီးကတိမ်မယ်ဘာမှမဖြစ်ဘူးဂ
ခုနကအပေါ်ဓာတ်ကိုသာတိမ်သမုတ်ထားတယ်ဆိုတာကြတော့အစာအုပ်ပြိုကျသွားအဲ့ဒါတိမ်မှာပါသွားရောဘာမှမကြံတော့ဘူးအင်္ဂလန်နိုင်ငံမှာလန်ဒန်မြို့မှာတခါတော့ဆရာတော်ကြီးတွေကိုလှမ်းလျှောက်ဖို့တဲ့တခါကြီးဥနုလက်ထက်ကပေါ့သူတို့ဒုံလဘရဟန်းခံပွဲလုပ်ချင်တယ်ဗျာအဲ့ဒီသူတို့တန်ယုံလေးတစ်ထပ်ကိုတိမ်သမုတ်ချင်တယ်ရလားတိမ်သမုတ်ပြီးလို့ရှင်တယ်တန်တိမ်ကိုဖျက်ချင်တယ်ရလားပေါ့မေးတာရတယ်ဆိုဘုန်းကြီးရဟန်းတွေကတိမ်လေးအဖြစ်နဲ့ခဏသမုတ်လိုက်တယ်သမုတ်ပြီးတော့ပြန်နှုတ်ပလိုက်တယ်ရဟန်းခံတဲ့ကိစ္စတွေပြီးရတယ်လုပ်လို့ရတယ်အခုဒီလိုအဆောက်အဦမျိုးပေါ့ဟောဒီမှာတွေ့လားဟာလာဟင်းလင်းကြီးအောက်မှာတိုင်မပါဘူးအထက်ကကိုအလဲဓာတ်ကိုသမုတ်ချင်တယ်ဒီအပေါ်ဓာတ်ကိုသမုတ်ချင်တယ်ဆိုရင်အဲ့ဒီအတွင်းထဲကိုသူနမိတ်လို့ခေါ်တဲ့တိုင်လေးတွေပေါ့သင်္ကေတလေးတွေပေါ့နော်သင်္ကေတတို့နိမိတ်ဆိုတာပါဠိစကားတွေပါပဲအမှတ်အသားလေးပေါ့ထားရပြီးတော့တိမ်သမုတ်ဒီတစ်ထပ်ပဲသူကတိမ်ဖြစ်တယ်ဒီအောက်ကိုသူကမရောက်ဘူးအလဲကောင်မှာတိုင်အောက်မှာတိုင်နေရှိနေတယ်ဆိုတော့အောက်ပါရောက်တယ်သူကဆိုကြပါစို့အပေါ်ဓာတ်မှာပဲတိမ်ဆိုရင်အပေါ်ဓာတ်မှာတိမ်ကန်ကြီးကန်ငယ်ရဟန်းတော်တွေကဆောင်းနေတယ်ဆိုရင်အောက်မှာရဟန်းတော်တွေရှိတယ်ဘာမှဖြစ်ဘူးသူကအပေါ်ဓာတ်တင်တိမ်ဖြစ်တာဟုတ်ပြသူကအပေါ်ဓာတ်တင်တိမ်ဖြစ်တာဟိုဟာမျိုးကြတော့လုံးလို့မရဘူးအောက်ကသူကအထက်ဓာတ်အကုန်လုံးအထက်ဖြစ်နေတာဖြစ်တယ်အပေါ်ဓာတ်မှာကန်ကြီးကန်ငယ်လုပ်တယ်နော်တန်ဃာတော်ရှင်မြတ်တွေအောက်ထပ်နေလို့မရဘူးအောက်ထပ်မှာကန်ကြီးကန်ငယ်လုပ်နေတော့အပေါ်ဓာတ်မှာရဟန်းတော်တွေပေါ့ကိုရင်တွေကကိစ္စမျိုးနေလို့မရဘူးအရေးကြီးဆုံးကတော့ကန်ကြီးကန်ငယ်ဆောင်တဲ့ပုတ်နေရာမှာတရားဓမ္မတွေကအရေးမကြီးဘူးတရားဓမ္မတွေဝင်ထိုင်လို့ရတယ်ဒီယဟန်တော်တွေဝင်ခွင့်မရှိဘူးဘာဖြစ်လို့လဲဒီကံကိုသူကပြက်စေတဲ့အကြောင်းကြောင့်မို့ဒီကံကိုဖျက်ဆီးရရောက်နေတဲ့အတွက်ယဟန်တော်တွေကဒီသူတို့နဲ့နိတိကတ်ကလားထိုင်ရင်ထိုင်မထိုင်ရင်အဝေးကြီးသွားတယ်အဝေးကြီးတောင်မဟုတ်ပါဘူးခုနကဘုန်းကြီးပြောခဲ့တဲ့3ပေအကွာလောက်ကထိုင်နေရင်ကိုပဲဒီကံဟာပြက်စီးတယ်မအောင်မြင်ဘူးရှိသေးတယ်ရွာသိမ်ခုနကပြောတယ်ခါမသိမ်ပေါ့နော်တရွာတကြီးတစ်ပိုင်းကိုဒီလိုဘာမှလည်းအဆောက်အဦလည်းမရှိဘူးဂါမသိမ်ဖြစ်တဲ့ရဟန်းခံပြီးတော့နေသိမ်မန္လီဆရာတော်ကြီးကသူငယ်ငယ်တော့ရဟန်းခံခဲ့တယ်ရွာရဲ့နယ်မြေတွေမှာတော့အဆောင်ထားတယ်ကျောင်းရွာထဲမှာဂါမသိမ်နဲ့ရဟန်းခံတာဖြစ်တဲ့အတွက်တရားဓမ္မတွေလားနေတော့ကိစ္စမရှိဘူးဘုန်းကြီးရဟန်းတွေများလားနေရင်ဒီနားမှာဖြော်ရည်ရှိတယ်စားကြတောက်ကြတွေရှိတယ်ပင့်ထားအောင်ရွာထဲမှာရဟန်းခံပွဲရှိနေလို့ပါခဏဆိုသူတို့ခေတ်ကတော့ရွာထဲကနေကိစ္စဝိစ္စကန်ကြီးကန်ငယ်ဆောင်းတော့မယ်ဆိုတော့အချက်ပေးရတယ်ကြီးမောင်းလေးတွေကြီးစီလေးတွေနဲ့နော်အဲ့လိုခောက်လိုက်ပြီးဆိုရပါဆိုတဏှာကြီးကြားမယ်ဆိုရင်နောက်ပြီးသွားရင်လည်းသူအချက်ပေးလိုက်တယ်တဏှာကြီးအတွင်းမှာယဟန်တော်တွေမဝင်စေရဘူးဝင်တဲ့ပုဂ္ဂိုလ်မရှိစေရဘူးရွာထဲရတဲ့အိမ်ထဲမှာလည်းရှိနေရင်ဧည့်သည်အာဂန္တုတွေရှိရင်သွားပင့်ရတယ်တပည့်တော်မလာခြင်းဘူးဆိုရင်သူကရွာရဲ့အပြင်ကိုထုတ်ပြရတယ်ဆိုတော့အဲ့ဒီရွာကြီးအဝင်းတိုင်းထဲမှာသူတို့ရဲ့အစုလေးကလွဲတယ်ပြီးတော့တခြားယဟန်တော်မရှိစေရအောင်အဲ့ဒါလိုနီးနဲ့ယဟန်ခန္ဓာမာနီဆရာတော်ကြီးကဘုန်းကြီးတစ်ပါးကတောထွက်ကြီးတယ်ဗျာလှဲကြီးနဲ့မောင်းဝင်လာတယ်ဒကာတွေကတော့တားတယ်စောင့်နေတဲ့ဒကာတွေကအရှင်ဘုရားအထဲထဲမှာရွာထဲမှာဒီပြည်လိုယဟန်ခံပွဲလုပ်နေလို့ပါဆရာတော်ဒီနားလေးခဏလှဲရက်ပြီးတော့ကြွပြီးတော့ဒါလေးလက်ဖေးလေးတောက်ပါအောင်ဗျာတောထွက်ကိုတော့ကြီးဘာမှလည်းနားမလဲငါကိစ္စလေးရှိလို့ပါကွာခဏလေးပါဆိုပြီးတော့လှဲကြီးမောင်းပြီးရွာထဲဝင်ချသွားတာဒကာတွေကလည်းမပြောရတော့ကြည့်နေရတာဆရာတော်ကြီးယဟန်3ပါးလောက်ကြာမှဆရာတော်ကြီးကအဲ့ဒီအဖြစ်ပြက်ကိုသိတယ်တစင်စကားတစင်တာဖုံးလာကြပြီလို့ပေါ်သွားတာဒီမှာပေါ့ဆရာတော်ကြီးကတကယ်ဝိနည်းဂရုကပေါ့ဝိနည်းတော်ကိုအလေးနဲ့ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ပြန်ပြီးတော့ယဟန်ခံပြစ်တာအဲ့ဒီဝါ3ပါးကိုလည်းဆရာတော်ကြီးကဖျက်ပြစ်တာမူလတုန်းကဝိသုဒ္ဓအောင်ဆိုကြီးနဲ့ဝါအတူပဲလို့ကြားဘူးလေ तू ကဝိသုဒ္ဓအောင်ဆိုကြီးကနောက်ပိုင်းကျ3ဝါငယ်သွားတာအသက်တည်း2ဝါလားငယ်သွားတယ်2ဝါနဲ့တူတယ်နော်2ဝါကြောက်ကြမှာသိတာသူ့ရတန်ရှင်းမှုမရှိဘူးသူယဟန်ခံခဲ့တာတန်ရှင်းမှုမရှိဘူးဆိုပြီးတော့မန္လီဆရာတော်ကြီးကအဲ့လိုပြန်ပြီးတော့ယဟန်ခံခဲ့တာလေဗျာဟုတ်လားနော်ဒါကြောင့်မို့ခရစ်တာတိမ်နဲ့ပတ်သက်ပြီးတော့ဗောစကားလေးဟုတ်လားနော်ဦးစင်းကွင်နေလဲသဘောပေါက်နားလဲအောင်သိတဲ့သိတိုက်တာတွေလည်းထည့်ပြောခဲ့တာဟုတ်ပလားနော်ဒါကြောင့်မို့ခရစ်တိမ်အဆောက်အဦကိုလှူဒန်းတယ်ဆိုတဲ့ပုံကိုယ်တွေကလည်းပဲယဟန်တန်ဃာတော်တွေများဖို့အတွက်အလိုအဆုံးအရာဒီဟာတိမ်ပဲတိမ်ကမှမရှိဒီထက်ကနေဉာဏ်တန်ဃာတော်တွေကိုမွေးထုတ်ရမှာနေရာလေးခုနဟုတ်တယ်မလားအရေးကြီးဆုံးအချက်2ချက်တည်းကနေရာရဲ့ပုဂ္ဂိုလ်ရဲ့ပေါ့နေရာရဲ့ပုဂ္ဂိုလ်ရဲ့နော်နေရာရဲ့ပုဂ္ဂိုလ်ရဲ့အရေးကြီးဆုံးပဲဗုဒ္ဓဖရာရဲ့တပည့်တွေကိုတပည့်ယဟန်တော်တွေကိုအုပ်စုခွဲလိုက်လို့ရှိရင်3အုပ်စုထွက်လာတယ်ယဟန်တော်တွေကိုအုပ်စုခွဲလိုက်ရင်3အုပ်စုပဲနံပါတ်1ကပုဂ္ဂလတဲ့တပါးတဲ့ကိုခေါ်တာပုဂ္ဂလဆိုတာတပါးတဲ့ကိုခေါ်တာပုဂ္ဂလဆိုတဲ့စကားလုံးလေးနဲ့ပုဂ္ဂလိကဆိုတာမတူဘူးပုဂ္ဂလဆိုတာတပါးတဲ့ပုဂ္ဂလိကကြတော့သူတပါးတဲ့ပိုင်တဲ့ပစ္စည်းလို့အဓိပ္ပာယ်ထွက်တယ်လူတွေမှာလည်းသုံးပါတယ်ဟုတ်တယ်မလား
တူတယောက်တည်းပိုင်တာကိုပုဂ္ဂလိကလို့သုံးတာပုဂ္ဂလလို့မသုံးအောင်ပုဂ္ဂလဆိုတာတယောက်တည်းပဲရတယ်အင်္ဂလိပ်ဘာသာမှာတွေ့တယ်မလားဂိုးဆိုရင်ရွှေပဲတခုတည်းရတာနံပုတ် golden ဆိုတာဗါလဲရွှေရောင်ရှိသောဆိုတော့ तू ကနာမဝိသေသနာဖြစ်သွားတာအဲ့ဒီပုံစံမျိုးပဲဒီမှာလည်းပဲပုဂ္ဂလဆိုရင်တယောက်တည်းရတာပုဂ္ဂလိကဆိုရင် तू တယောက်တည်းပိုင်တဲ့ပစ္စည်းတို့တည်းပဲတွက်သွားတယ်နံပါတ်2ကျတော့အလဲကားတဲ့ခဏတဲ့ခိုင်းကြတော့2ပါးနဲ့3ပါးနဲ့ကိုခေါ်တာဒါဝိနည်းကြောင့်ရခေါ်တာပေါ့နော်ဝိနည်းကြောင့်ရ2ပါးနဲ့3ပါးကိုခိုင်းလို့ခေါ်တယ်မူရင်းစကားလုံးလေးကခဏတဲ့အဲ့ဒါကိုပဲခိုင်းလို့ခေါ်တာနိကာယဆိုတဲ့တူတူပဲသူဓမ္မနိကာယရွှေကျင်နိကာယရွှေကျင်ခိုင်းသူဓမ္မခိုင်းအခုဒါကတော့ဝိနည်းကြောင့်ရပြောလို့2ပါးနဲ့3ပါးနဲ့ကိုခေါ်တာတုတ်တန်နိယပြောရင်တော့ရွှေကျင်ခိုင်းဆိုတဲ့တန်ဃာတော်တွေတောင်းချီရှိတာသူဓမ္မခိုင်းဆိုတဲ့တန်ဃာတော်ရှင်တွေသိမ့်ချီရှိတာခေါ်လို့ရတယ်ဟုတ်တယ်မလားနောက်ပိတ်ဆုံးဒီမှာတန်ဃတဲ့4ပါးကြမှာတန်ဃလို့ခေါ်လို့ရတယ်4ပါးရှိရကတပါးပုဂ္ဂလအလယ်က2ပါးနဲ့3ပါးနောက်ပိတ်ဆုံးက4ပါးအထက်ဘလောက်တောင်များနေအရာအထောင်ကိုတန်ဃလို့ခေါ်တာဗျာဟုတ်ပြီလားဒါကြောင့်မလို့တန်ကတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုပုဂ္ဂလတ္တလို့လည်းမပြောဘူးခဏတ္တလို့လည်းမပြောဘူးတန်ကတ္တလို့ပြောတာဟုတ်တယ်မလားအဲ့ဒီဟာလေးကထူးခြားချက်ကမှတ်တာပုဂ္ဂလတ္တဆိုရင်ပုဂ္ဂိုလ်တစ်ပါးတည်းကမတန်မချင်းဖြစ်နေလို့ရှင်အကျိုးပေးထက်တန်မယ်မဟုတ်ဘူးခဏတ္တလို့ပြောရင်လည်း2ပါး3ပါးကိုရည်ရွယ်တာဖြစ်တဲ့အတွက်အကျိုးပေးကထက်တန်မယ်မဟုတ်တန်ကတ္တဆိုတော့တန်ဃာတွေအားလုံးကိုတသာသနာလုံးမှာရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုရည်ရွယ်ပြီးလှူတာဖြစ်တဲ့အတွက်ကောင်းတာလည်းပါဆိုးတာလည်းပါမှာပေါ့အဓိပ္ပာယ်ဒါကြောင့်မို့လို့တန်ကတ္တဒေမဘယ်ရာဝတ္ထုပဲဖြစ်နေဘယ်ဟာပစ္စည်းကိုပဲလှူတန်ကတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆိုပြီးတော့လူရဲ့အကျိုးပေးထက်တန်ပါတဲ့ဗျာဟုတ်တယ်မလားတန်ခေဒိန်နေမဟဖလံတဲ့ဗုဒ္ဓမြတ်စွာကမိဝိတော်ဂေါတမီကိုပြောခဲ့တာမိဝိတော်ဂေါတမကမရဘူးအတင်သူရတဲ့သင်္ကန်းလေးကိုလှူတာအရှင်ဘုရားကိုလှူပါတယ်ဘုရားကိုသားတော်ကိုဘုရားဘုန်းကြီးကိုမလှူနဲ့ဆိုကြပါစို့ဘုရားကညင်းတယ်ငါမလှူနဲ့ငါသားတော်တွေကိုတန်ဃာတော်လှူမဟုတ်ဘူးသူ့ပဲအတိပ္ပယ်ဆွဲနေတာမဟုတ်ဘူးနောက်ပိတ်ဆုံးညာပြောယူရတယ်တန်ခေဒိန်ဒီမဟာဖလံဆိုတာအဲ့ဒါဘုရားရှင်ကမိရွေးတော်ဂေါတမီကိုပြောခဲ့တဲ့စကားပဲနော်တန်ဃာတော်ရှင်မြတ်တွေလှူလို့ရှိရင်အကျိုးပေးထက်တန်တယ်ဆိုတဲ့အတိပ္ပယ်နဲ့ဆိုကြပါစို့ပုဂ္ဂလကမျိုးစေ့ကသိမအောင်မြင်သေးဘူးခဏမျိုးစေ့ကလည်းသိပြီးတော့မထက်တန်သေးဘူးတန်ခမျိုးစေ့ကအထက်တန်ဆုံးပဲဆိုတဲ့အတိပ္ပယ်နဲ့ဗုဒ္ဓမြတ်စွာကတန်ကတ္တတန်ဃာကိုဦးစားပေးပြီးတော့လှူဖို့အတွက်ပြောခဲ့တာဟုတ်တယ်မလားဒါကြောင့်မို့ဒီတန်ဃာတော်တွေပေါ်ထွန်းဖို့ဆိုတော့လေဒီသိမ်ကအဓိကနေရာပါပဲတဲ့ဗျာသိမ်မရှိရင်တန်ဃာတော်တွေဆိုတာယဟန်တော်တွေဆိုတာပေါ်ထွန်းလို့မရနိုင်ပါဘူးဒါကြောင့်မို့ဒီသိမ်ဆောက်ဦးကိုသိမ်ကိုနော်ပြုပြင်ပြီးတော့ထပ်မှန်ပြီးတော့လှူဒန်းကြတဲ့ပုံကိုယ်တွေအတွက်လည်းအကျိုးကျေးဇူးကတကယ်နော်အင်မတန်စင်နေတိသတိတံပါကံပေါ့ဗုဒ္ဓဘာသာတရားတော်ကတူသောအကျိုးကိုပေးတယ်ဆိုတာခဲခဲရင်လှူရတဲ့အတွက်ခဲခဲရင်အကျိုးတွေကိုပေးမှာပါပဲတဲ့ဗျာဟုတ်တယ်မလားယာတိတံဝပတိဘီဇံတာရိတံဟရတိဖလံတဲ့နော်ကောင်းတဲ့အလုပ်ကိုလုပ်ရင်ကောင်းတဲ့အကျိုးတွေဖြစ်တယ်မကောင်းတဲ့အလုပ်ကိုလုပ်ရင်မကောင်းတဲ့အကျိုးတွေကိုဖြစ်တယ်လို့ဗုဒ္ဓဘာသာတရားတော်ရဲ့အယူဆတိုင်းနော်တကယ်တမ်းသိကုသိုလ်ရှင်တွေအတွက်ကလည်းပဲထက်တန်တဲ့အကျိုးတွေနော်သူများတွေမရနိုင်တဲ့ခဲရင်တဲ့အလုပ်မျိုးတွေခဲရင်တဲ့အကျိုးတွေကိုပေးမှဖြစ်တဲ့အတွက်နော်ခဏသိဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘုန်းကြီးကဓမ္မကထာမျှဝေလိုက်တာပါဗျာဟုတ်လားနော်ဒါကြောင့်မို့ခဏဘုန်းကြီးရဲ့သိလို့ခေါ်တဲ့ဓမ္မကထာကိုညီကုန်းချုပ်တော့မယ်ဒါကြောင့်ခဏပြုလုပ်ကြတဲ့ဓမ္မသဘင်နဲ့ဆံနေပြီးမြို့တွေပြုလုပ်စီးပူးကြတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုတို့ကြောင့်အားလုံးသောသူတော်စင်အပေါင်းတို့သည်မိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်ဒီဘဝဆက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမတိရာအားလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းကျင်ရာဖြစ်တဲ့အသင်္ကတတနိဗ္ဗာန်မြတ်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပထနာအောင်စုပြုလိုက်ကြကုန်ရာတည်းသာဓုသာဓုသာဓု